ကြားမျက်နှာဖုံးစို့အမျိုးသားကခေါင်းညိတ်ပြီးငါတိတာပေါ့ဒါပေမဲ့လွန်ခဲ့တဲ့10စုနှစ်အနည်းငယ်အတွင်းမှာရွေးနှုတ်ခြင်းအဖွဲ့ဝင်တယောက်အဖမ်းခံရပြီးတခြားလူတွေကိုပါဆွဲထည့်သွားတယ်လို့မင်းကြားဘူးလို့လားဝန်ရံဖုံးကြောင်သွားတယ်သူရွေးနှုတ်ခြင်းအဖွဲ့အစည်းအပေါ်သိရှိနားလည်မှုကအမှန်တကယ်မှအကန့်အသတ်ရှိတယ်ကွေးကွေးကငါတို့လူပဲနှစ်ပေါင်းများစွာဖွံ့ဖြိုးတိုးတက်လာပြီးနောက်မှာရွေးနှုတ်ခြင်းမှာသူ့ရဲ့ကိုယ်ပိုင်တင်းကျပ်တဲ့စီးမြင်တွေရှိတယ်အဖွဲ့အစည်းရဲ့အဖွဲ့ဝင်တိုင်းအတွက်အဖွဲ့ဝင်တွေရဲ့ဘေးကင်းလုံခြုံမှုကိုတေချာစေဖို့အထောက်ထားကနေတာဝန်ထိဂရုတစိုက်စီစဉ်ပေးလိမ့်မယ်မှန်တယ်ငါတို့မှာလောက်ကျန်တက်ဖြတ်ရေးဌာနတစ်ခုရှိတယ်ဒါပေမဲ့ဒါတစ်ခုတည်းတော့မဟုတ်ဘူးငါတို့မှာထောက်လှမ်းရေးအဖွဲ့အစည်းတွေရဲ့စနစ်တစ်ခုလည်းရှိသေးတယ်လူသားမျိုးနွယ်ရဲ့သွေးနဲ့ယုံကြည်ချက်တွေကငါတို့ကိုစူးစီးစေခဲ့တယ်မိစ္ဆာနဲ့ဖျားအသွင်ပြောင်းစွမ်းရည်နိုးထလာပြီးတဲ့နောက်ရန်သူကိုအဖေလိုသတ်မှတ်သွားတဲ့လူတချို့ရှိမနေတာတော့မဟုတ်ဘူးဒါပေမဲ့သူတို့ရဲ့ကအများစုကလူသားဖြစ်ဆက်ပြီးရေးချယ်ကြတယ်ဘာလို့လဲဆိုတော့ငါတို့ရဲ့ပုံမှန်တဏ္ဍာန်ကလူသားဖြစ်နေတော့မဲ့မိစ္ဆာမျိုးနွယ်တွေနဲ့ဝိညာဉ်တ attva မျိုးနွယ်တွေရဲ့တကယ်အတိအမှတ်ပြုခြင်းကိုခံရဖို့ကမဖြစ်နိုင်ဘူးဝန်ရံဖုံးအသက်ပြင်းပြင်းရှူလိုက်ပြီးငါမင်းတို့နဲ့ပူးပေါင်းရင်ဘာလုပ်ပေးရမှာလဲကြားမျက်နှာဖုံးစွတ်ကပြောတယ်ဒီတစ်ခေါက်လာတာအဓိကအကြောင်းအရာနှစ်ခုရှိတယ်တစ်ခုကမင်းပူးပေါင်းလာဖို့မျှော်လင့်တယ်မင်းဘာမှလုပ်เสียမလိုဘူးဒီနေရာမှာပဲငါတို့ရဲ့လူသားလက်အောက်ခံတွေကိုဆက်ပြီးစီမံခန့်ခွဲပေးနေတဲ့၍သူတို့အရေးအတွက်ကိုတက်နိုင်သမျှချက်ထွင်ပေးသူတို့ကိုဉာဏ်ရည်ဖွင့်လှစ်ဖို့တင် जा ပေးပြီးငါတို့ရဲ့အတွေးခေါ်တချို့ကိုစိတ်ဝင်စေပါဒါကမင်းအတွက်ခက်ခဲမှာမဟုတ်သင့်ဘူးဘာလို့လဲဆိုတော့ဒါကမင်းမြဲတမ်းလုပ်နေခဲ့တာပဲဝန်ရံဖုံးတက်ပြင်းတစ်ချက်ချလိုက်ပြီးခေါင်းငိတ်လိုက်တယ်နောက်တစ်ခုကတော့ကြားမျက်နှာဖုံးစွန်းတဲ့သူကပြောတယ်ကွေ့ကွေ့ပြောတာကြားတယ်မင်းမှာတပည့်ကောင်းတစ်ယောက်တင် जा ပေးခဲ့ရတဲ့ဒီကလေးကငယ်ငယ်ရွယ်ရွယ်နဲ့အဆင့်၄ခွန်အားရှိနေပြီအဖွဲ့အစည်းကအဓိကထားလေ့ကျင့်ပေးဖို့ဆုံးဖြတ်လိုက်တယ်ငါသူ့ကိုခေါ်သွားခြင်းနဲ့ဝန်ရံဖုံးရဲ့နှလုံးသားတင်းကျပ်သွားတယ်ထန်ဆန်းကိုဆိုလိုလာလားသူ့စိတ်ထဲမှာသူ့ရဲ့ညီမကိုတိတ်တဆိတ်အပြစ်တင်မိမဆုံးဖြစ်သွားတယ်ကွေးကွေးကသူ့ကိုအရင်ကဘာမှထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိဘူးသူကငယ်ပါသေးတယ်လက်အောက်ခံတယောက်အနေနဲ့တောင်ဝန်ရံဖုံးကပြောလိုက်တယ်ကြားမျက်နှာဖုံးစို့အမျိုးသားကလက်ဝဲရမ်းလိုက်ပြီးမင်းဒါကိုစိတ်ပူစရာမလိုဘူးအဖွဲ့အစည်းကဒါကိုစီစဉ်လိမ့်မယ်ပြီးတော့သူ့ဖွဲ့စည်းရဲ့အပြည့်အဝလေ့ကျင့်ပေးခြင်းကိုခံရနိုင်မလားဆိုတာကသူ့ရဲ့ကိုယ်ပိုင်ပါရမီလုံလောက်မှုရှိမရှိအပေါ်မှာမူတည်တယ်ဒါကြောင့်ငါသူ့ကိုထပ်ပြီးစမ်းသပ်ဖို့လိုတယ်ဒါဆိုရပါပြီဝန်ရံဖုံးကလေးနဲ့စွာပြောတယ်အကယ်၍ငါမင်းတို့နဲ့ပူးပေါင်းဖို့သဘောမတူဘူးဆိုရင်ရောကြားမျက်နှာဖုံးစွတ်ကပြောတယ်ဒါလည်းရပါတယ်မင်းနဲ့ကွေ့ကွေ့မောင်နှမတွေရဲ့ဆက်ဆံရေးပြီးတော့ငါတို့ကိုတစ္ဆာဖောက်လို့လဲမင်းအတွက်ဘာအကျိုးကျေးဇူးမှမရှိတာတွေကြောင့်ငါတို့အတွက်ရှုပ်ဝက်ချက်ကိုဆက်ပြီးထိမ့်သိမ်းထားပေးလိမ့်မယ်လို့ယုံကြည်တယ်ဒါပေမဲ့အဲ့ဒီကလေးသူ့မှာလုံလောက်တဲ့အလားအလာရှိတယ်လို့ငါတီးပြနိုင်ခဲ့ရင်သူ့ကိုခေါ်သွားမှာပဲဒါဆိုမင်းဘလို့စမ်းသက်မှာလဲထိုအချိန်မှာပဲအနှဲငယ်နုနယ်တဲ့အတန်တစ်ခုထွက်ပေါ်လာတယ်နောက်တစ်ခါမှပုံရိပ်တစ်ခုအခန်းထဲကိုပေါ်ပါစွာကျဆင်းလာပြီးပြတင်းပေါက်ကိုပိတ်လိုက်တယ်ဒါကထန်ဆန်းဖြစ်တယ်ထန်ဆန်းပြတင်းပေါက်ကနေဝင်လာတာကိုမြင်တဲ့အခါကြားမျက်နှာဖုံးစို့အမျိုးသားကအတိစိတ်မဲ့စွာလက်မြောက်လိုက်မိပေမဲ့သူ့ရဲ့စကားကိုကြားလိုက်ရတဲ့အခါသူ့ရဲ့လက်ရက်တန့်သွားပြီးသူ့ရဲ့မျက်လုံးတွေထဲမှာအံ့အားသင့်မှုတစ်ချက်ဖြတ်ပြေးသွားတယ်ထန်ဆန်းမဝင်လာခင်ကသူ့ရဲ့အငွေ့သက်ကိုတကယ်မခံစားမိခဲ့ဘူး၈နှစ်၉နှစ်အရွယ်လောက်သာရှိပုံရတဲ့ဒီကလေးကပုံအောင်ရမှာဒီလောက်တော်တာလားပြီးတော့သူရောက်ရှိလာတာကိုရှာဖွေတွေ့ရှိနိုင်တာကသူ့ရဲ့အာယုံခံစားမှုကလည်းအလွန်ထက်မြက်တယ်လို့ဆိုလိုတယ်ထန်ဆန်းဒီကိုလာခဲ့ဝန်ရံဖုံးချက်ချင်းသူ့ကိုလက်ရက်ခေါ်လိုက်တယ်ထန်ဆန်းကဝန်ရံဖုံးနဲ့ချောင်းချင်းတို့စီလျှောက်သွားပေမဲ့ကြားမျက်နှာဖုံးစို့အမျိုးသားကသူ့ကိုမတားဆီးရဲသူ့ကိုတောက်လောင်တဲ့မျက်လုံးတွေနဲ့အပေါ်အောက်ကြည့်နေတယ်စမ်းသက်မှုကအရန်ရိုးရှင်းပါတယ်လက်တွေ့တိုက်ခိုက်မှုပဲမင်းငါလက်ထဲမှာ10မိနစ်လောက်တောက်ခံထားနိုင်ရင်မင်းအောင်မြင်ပြီးကြားမျက်နှာဖုံးစို့အမျိုးသားကပြုံးလျက်ပြောလိုက်တယ်အကြောင်းရင်းမသိရပဲသူထန်ဆန်းရဲ့မျက်လုံးတွေကိုတွေ့မြင်လိုက်ရပြီးသူ့ရဲ့ကြည်လင်တော်လဲအတွင်းကိုတင်းငုံထားတဲ့မျက်ဝန်းတွေကိုကြည့်လိုက်တဲ့အခါသူ့ရဲ့နှလုံးသားထဲမှာထူးဆန်းတဲ့အရာတစ်ခုခံစားလိုက်ရတယ်ဒီကလေးကသူ့ကိုတေချာပေါက်အံ့အားသင့်စေလိမ့်မယ်လို့သူကြိုတင်နိမိတ်ဖက်လိုက်မိတယ်ထန်ဆန်းကခင်များကျွန်တော်ကိုခင်များတို့နဲ့ပူးပေါင်းခွင့်ပေးလို့ရတယ်ဒါပေမဲ့ကျွန်တော်မှာအခြေအနေတွေရှိတယ်အိုးကြားမျက်နှာဖုံးစို့အမျိုးသားကသူ့ကိုစိတ်ဝင်စားကြည့်လိုက်တယ်ထန်ဆန်းကကလေးတယောက်လိုစကားမပြောဘူးဘာအခြေအနေတွေလဲမင်းငါရဲ့စမ်းသပ်မှုကိုတောင်မကြော်ဖြတ်ရသေးဘူးမင်းတော်တော်လေးတေချာနေပုံပဲထန်ဆန်းကသူ့ရဲ့တန်တရားတွေကိုမတုံ့ပြန်ပဲသူ့ရဲ့ကိုယ်ပိုင်အခြေအနေတွေကိုသာပြောကြားခဲ့တယ်ကျွန်တော်ကိုလေ့ကျင့်ပေးတာကိုခါလီမြို့မှာထားရှိပေးဖို့ကျွန်တော်မျှော်လင့်တယ်ပြီးတော့ရှင်းလင်းပြီးဘေးကင်းလုံခြုံတဲ့အထောက်အထားတစ်ခုရှိရမယ်ကြားမျက်နှာဖုံးစွန်းနဲ့ဝန်ရံဖုံးတို့ကြားကစကားဝိုင်းကိုနားထောင်ပြီးနောက်သူရွေးနှုတ်ခြင်းအဖွဲ့အစည်းပေါ်ပုံမနာလဲသဘောပေါက်လာခဲ့တယ်ဒီလူသားဖွဲ့စည်းကိုယ်တိုင်ကတေချာပေါက်အားကောင်းခြင်းမရှိတာကတန်တရားဖြစ်เสียမရှိပဲသူတို့ရဲ့ပန်းတိုင်ကအတန်ထွက်ကောင်းပုံပေမဲ့အမှန်တကယ်မှာအလွန်ခက်ခဲလာတယ်ဒါပေမဲ့ကြားမျက်နှာဖုံးစို့အမျိုးသားရောက်ရှိလာခြင်းကသူ့ကိုဒီနေရာကနေအမြန်ဆုံးထွက်ခွာဖို့အခွင့်အရေးတစ်ခုပေးခဲ့တယ်တော့မဟုတ်ရင်သူဒီနေရာကနေထွက်ခွာနိုင်ဖို့သူ့ရဲ့လက်အောက်ခံအဆင့်တန်းကိုဖြည့်ရှင်းဖို့အနည်းဆုံးတစ်နှစ်နောက်ကျပြီးမှစောင့်ဆိုင်ရဦးမှာပဲ
အကယ်၍သူခါလီမြို့ကိုစောစောသွားနိုင်ရင်သူမစီကိုစောစောသွားနိုင်မှာပဲထန်ဆန်းအတွက်ဒီအရာထက်ပိုရေးကြီးတဲ့အရာဘာမှမရှိတော့ဘူးကြားမျက်နှာဖုံးဆွလူကပြောတယ်မင်းရဲ့အထောက်ထားပြဿနာကိုတဘာဝအတိုင်းမင်းအတွက်ဖြေရှင်းပေးလိမ့်မယ်ဒါပေမဲ့မင်းပါလို့ခါလီမြို့ကိုပဲသွားချင်ရတာလေထန်ဆန်းခဏတာတိတ်ဆိတ်သွားပြီးအနှဲငယ်ကြောက်ရွံ့တယ်လို့ဖြစ်သွားပုံရကပြီးမှဘာလို့လဲဆိုတော့အန်တီကွေကအဲ့ဒီမှာရှိလို့ပြောလိုက်တယ်ကြားမျက်နှာဖုံးဆွလူကဒါဆိုမင်းကဘာလို့ငါတို့နဲ့ပူးပေါင်းချင်ရတာလဲထန်ဆန်းရုတ်တရက်ခေါင်းမောလိုက်ပြီးတွေဝေခြင်းမရှိရဲပြောလိုက်တယ်လက်စားချေဖို့ကျွန်တော်အမေဒီလိုပြောလိုက်တဲ့အခါသူနှုတ်ခမ်းစေထားလိုက်ပြီးသူ့ရဲ့မျက်လုံးတွေကအမုန်းတရားနဲ့တောက်ပန်နေတယ်ဒီအရာအားလုံးကဟန်ဆောင်မှုတသက်မဟုတ်ဘူးနောက်ဆုံးတော့သူက9နှစ်အရွယ်လောက်သာရှိသေးတယ်သူ9နှစ်သားတွေသာရှိတဲ့လက္ခဏာရဲ့အချို့ကိုအမြဲတမ်းပြသနေမှတန်တရားအဝင်မခံရမှာဖြစ်တယ်ဒါအပြင်လက်စားချေခြင်းနဲ့အမုန်းတရားတို့ကအားလုံးနှလုံးသားတွေကလာတာဖြစ်တယ်ကြားမျက်နှာဖုံးစွပ်ကသူ့ကိုကြည့်လိုက်ပြီးညင်သာစွာတက်ပြင်းချကာကလေးမင်းလက်စားချေတာကိုငါထောက်ခံတယ်ဒါပေမဲ့မင်းစကားတခွန်းကိုမှတ်ထားရမယ်အမုန်းတရားကြောင့်မျက်စိမကွယ်ပါစေနဲ့ငါတို့ရွေးနှုတ်ခြင်းအဖွဲ့အစည်းမှာပိုကြီးမားတဲ့ပန်းတိုင်တစ်ခုရှိတယ်ထန်ဆန်းတိတ်ဆိတ်စွာခေါင်းငိတ်လိုက်တယ်ကျွန်တော်သိပါတယ်ဒါပေမဲ့ဒါကအနည်းဆုံးတော့ကျွန်တော်ရွေးနှုတ်ခြင်းအဖွဲ့အစည်းကိုဝင်ရောက်ခြင်းရဲ့အတိတ်ပဲပါပဲခင်ဗျားကျွန်တော်ရဲ့အခြေအနေတွေကိုသဘောတူနိုင်မယ်ဆိုရင်ကျွန်တော်ပူးပေါင်းဖို့ဆန္ဒရှိပါတယ်ကြားမျက်နှာဖုံးစွန်းတဲ့လူကခေါင်းငိတ်လိုက်ပြီးကောင်းပြီမင်းရဲ့အခြေအနေတွေကိုအရင်မပြောနဲ့ဦးမင်းရဲ့စမ်းသပ်မှုအဆင့်ကိုအရင်ကြော်ဖြတ်ရမယ်စမ်းသပ်မှုအဆင့်ပြီးသွားမှအခြေအနေတွေအကြောင်းဆက်ပြောကြတာပေါ့သူ့ရဲ့ကိုယ်ပိုင်အလားအလာကိုကြည့်နေမှန်ထန်ဆန်းတဘာဝအတိုင်းနားလဲတယ်အမှန်တကယ်တော့သူခါလီမြို့ကိုပထမဆုံးဝင်ရောက်စဉ်ကသူခါလီမြို့မှာတွေ့ခဲ့တဲ့ကွေးကပြဿနာရှိနိုင်ခြေအလွန်များတယ်ဆိုတာသူအမှန်တကယ်သိရှိခဲ့တယ်ဘာလို့လဲဆိုတော့သူခါလီမြို့မှာရှိနေစဉ်အချိန်တွင်သူလက်အောက်ခံများစွာကိုတွေ့မြင်ခဲ့ရပေမဲ့သူတို့ရဲ့ကိုယ်ပိုင်ပိုင်ဆိုင်မှုတွေကိုပိုင်ဆိုင်နိုင်တဲ့လက်အောက်ခံအလွန်နေပါလို့ပဲသူတို့ထဲမှာ2ဦးသာရှိတယ်တဦးကမေကုံကြီးနဲ့မေကုံကြီးနိုးလက်ဖက်ရီဆိုင်ကတားမီဖြစ်ပြီးအခြားတဦးကကွေးဖြစ်တယ်သူ့ရဲ့အမြင်မှာမေကုံကြီးနိုးလက်ဖက်ရီဆိုင်ကအကြီးမားဆုံးပြဿနာဖြစ်တယ်ဘာလို့လဲဆိုတော့မေကုံကြီးနိုးလက်ဖက်ရီဆိုင်ဖွင့်လှစ်ထားတဲ့နေရာကခါလီမြို့တစ်ခုလုံးရဲ့အဓိကနေရာဖြစ်တာကြောင့်ပဲထိုနေရာမှာဆိုင်တွေဖွင့်လှစ်နိုင်ခြင်းပြီးတော့မိစ္ဆာမျိုးနွယ်တွေရခင်ကဒုက္ခလာမပေးခဲ့ခြင်းတို့ကဒီဆိုင်ရဲ့ထူးခြားချက်တွေဖြစ်တယ်ကွေးအနေနဲ့ကတော့သူမကထိုမြထူးခြားခြင်းမရှိပေမဲ့ခါလီမြို့မှာတဲခိုခန်းငယ်လေးတစ်ခန်းပိုင်ဆိုင်နိုင်ခြင်းဝင်ထွက်သွားလာသူတွေအားလုံးလူသားလက်အောက်ခံတွေဖြစ်နေခြင်းကပြဿနာတစုံတရာရှိနိုင်ပါမလားထန်ဆန်းကအမှန်တကယ်ထိုအချိန်ကတွေးတော့ခဲ့မိတာကကွေးကရွေးနှုတ်ခြင်းအဖွဲ့အစည်းနဲ့ဆက်ဆက်နေနိုင်ခြေရှိတယ်ဒါမှမဟုတ်သူမရဲ့နောက်ွယ်မှာအင်အားစုအချို့ရဲ့ထောက်ပံ့မှုရှိနေတယ်ဆိုတာပဲကွေးကဝမ်ယံဖုံးရဲ့ညီမဖြစ်ပြီးသူမရဲ့နောက်ွယ်မှာကြီးမားတဲ့ကွာစာလွှမ်းမိုးမှုရှိနိုင်ခြေမရှိဘူးဒါကြောင့်ရခင်ရွေးနှုတ်ခြင်းအဖွဲ့အစည်းအပေါ်ထင်ကြေးပေးမှုတွေပိုများခဲ့တယ်ဒါကြောင့်ထန်ဆန်းတိုက်ခိုက်ရေးပြိုင်ပွဲမှာပါဝင်ခဲ့စဉ်ကသူအမှန်တကယ်မှာကွေးကိုထည့်သွင်းစဉ်းစားခဲ့ပြီးဒါကသူမကိုသူပြတ်တယ်လို့တဲ့အရာအတိအကျဖြစ်တယ်ရွေးနှုတ်ခြင်းအဖွဲ့အစည်းကလူတွေယနေ့ဒီနေရာကိုရောက်ရှိလာတာကိုသူလုံးဝအံ့အားသင့်ခြင်းမရှိဘူးဘာလို့လဲဆိုတော့ဒါကသူတွေ့မြင်လို့တဲ့အရာဖြစ်တာကြောင့်ပဲသူ့ရဲ့အထောက်ထားပြဿနာကိုဖြေရှင်းဖို့သူခါလီမြို့ကိုစောစောသွားရောက်ဖို့ဝမ်ယံဖုံးနဲ့မိမိသာအားကိုးနေုံပဲဒါကတေချာပေါက်မလွယ်ကူဘူးအ ਨੇ ဆုံးဝင်ရောက်ဖို့မလွယ်ကူပဲအနာဂတ်ပြဿနာတွေလည်းရှိလာလိမ့်မယ်ရွေးနှုတ်ခြင်းအဖွဲ့အစည်းတွေကအားကောင်းခြင်းမှအားကောင်းလိမ့်မှာဖြစ်ပေမဲ့အမြဲတမ်းတည်ရှိနိုင်ပြီးတိုက်ခိုက်ဖို့အတွေးခေါ်ရှိတဲ့တခုတည်းသောအဖွဲ့အစည်းပဲဖြစ်လို့နောက်ခံအချို့ရှိနေဦးမှာပဲဖြစ်တယ်ဒီအသေးစိတ်အချက်လက်တွေကထန်ဆန်းယခုအလိုအဆုံးအရာတွေဖြစ်တယ်ဒါကြောင့်သူတိုက်ခိုက်ရေးပြိုင်ပွဲမှာပါဝင်ခဲ့စဉ်ကသူစိတ်လိုက်မှန်မှဖြစ်ခဲ့ခြင်းမဟုတ်ပဲတေချာစွာစဉ်းစားပြီးနောက်သူပန်းတိုင်များစွာကိုတစ်ချက်တည်းနဲ့အောင်မြင်အောင်လှုပ်ဆောင်ခဲ့ခြင်းဖြစ်ကာကြားမျက်နှာဖုံးစွန်းတဲ့အမျိုးသားကသူထင်ထားတာထက်ပိုမြန်ပေါ်လာခဲ့တယ်သူ့ရဲ့ပန်းတိုင်ကအောင်မြင်ခဲ့ပေမဲ့တစ်ချိန်တည်းမှာပဲထန်ဆန်းကရွေးနှုတ်ခြင်းအဖွဲ့အစည်းကအားကောင်းမှာမဟုတ်ဘူးဆိုတာကိုပိုပြီးနားလည်လာခဲ့တယ်အားကောင်းပြီးတင်းကျပ်တဲ့အဖွဲ့အစည်းတစ်ခုကဒီလောက်လွယ်ကူရှာတွေ့ခံရမှာမဟုတ်ဘူးရှုပ်ဝက်စုံစမ်းစစ်ဆေးတာကပိုကောင်းတဲ့ရွေးချယ်မှုဖြစ်လိမ့်မယ်သူတို့ကအရေးချင်းရှိသူတွေလိုအပ်နေလို့ပြီးတော့သူကငယ်ရွယ်နဲ့အဆင့်၄ခွန်အားရှိနေတဲ့သူကိုသူတို့ဘလို့လို့အလေးမထားပဲနေနိုင်မှာလဲသူမျက်နှာပေါ်မှာအပြုံးခက်ဖြောတစ်ခုပေါ်လာပြီးထန်ဆန်းကခေါင်းညိတ်ကကျွန်တော်ဆလို့ရပြီလားလို့ပြောလိုက်တယ်ကြားမျက်နှာဖုံးစွပ်အမျိုးသားကမျက်လုံးကျဉ်းမြောင်းသွားပြီးဝမ်ယံဖုံးနဲ့သူ့ဇနီးဘက်ကိုလှည့်ကြည့်လိုက်တယ်ဝမ်ယံဖုံးကသူ့ဇနီးကိုဖြည်းဖြည်းချင်းနောက်ဆွဲလိုက်ပြီးအခန်းထဲမှာနေရာလို့အနှဲငယ်ရှင်းပေးလိုက်တယ်ကြားမျက်နှာဖုံးစွပ်အမျိုးသားကစကားပြောဖို့ပြင်လိုက်တုံးရုတ်တရက်အနေရခံစားချက်တစ်ခုရောက်ရှိလာတယ်အစိမ်းရောင်အလင်းတန်းတစ်ခုလက်သွားပြီးလေဓားသွားတစ်စင်းကသူ့ရှေ့မောက်ကိုရောက်ရှိနေခဲ့ပြီဒီလေဓားသွားကကြီးမားပုံမရပေမဲ့အရန်ကိုကြစ်လက်တိတ်သေးနေရဲ့ဒါကြောင့်မူလကအပြာနုရောင်ဖြစ်တဲ့လေဓားသွားကထက်ရှက်လာတဲ့အပြာရောင်လေဓားသွားဖြစ်ပြောင်းလဲနေခဲ့တယ်ကြားမျက်နှာဖုံးစွပ်အမျိုးသားကလျှက်စီးလက်တလို့သူ့လက်ကိုမြောက်လိုက်ပြီးလေဓားသွားကိုချက်ချင်းဖမ်းဆုပ်လိုက်တယ်ပြီးတော့သူ့ကိုတုံးလှုပ်သွားစေတဲ့မြင်ကွင်းကဒီခိုက်တက်မှာဖြစ်ပျက်ခဲ့တယ်သူနဲ့ပေနှဲငယ်လောက်တာကွာတော့တဲ့လေဓားသွားကသူမထိခင်မှာပဲရုတ်တရက်ရက်တန့်သွားခဲ့တယ်အဲ့ဒီရက်တန့်သွားမှုကအရန်ကိုရုတ်တရက်ဆန်ပြီးတာမန်လှုပ်ရှားမှုနိယာမကိုလုံးဝချိုးဖောက်နေခဲ့တယ်ကြားမျက်နှာဖုံးစွပ်အမျိုးသားရဲ့လက်ဝါးက
အစင်းကြအမွေးမြင်တွေနဲ့ဖုံးလွှမ်းနေခဲ့ပြီးလက်ဝါးကတိတိတာတာကြီးမားလာပေမဲ့ဖမ်းဆုပ်လိုက်ရမှာဟာလာဟင်းလင်းဖြစ်သွားခဲ့တယ်။ဒီခိုက်တက်မှာအပြာရောင်လေဓာသွားကဒုတိယအကြိမ်အရှိန်မြင့်တင်လိုက်ပြီးမျက်စိတမိတ်အတွင်းကြားမျက်နှာဖုံးစွပ်အမျိုးသားရဲ့ရှေ့မောက်ကိုရောက်ရှိသွားခဲ့တယ်။ဒီအကွာအဝေးမှာကြားမျက်နှာဖုံးစွပ်အမျိုးသားကရှောင်တိန်လို့မရတော့ဘူး။ဟိန်းဟောက်တန်တစ်ခုကကြားမျက်နှာဖုံးစွပ်စီကထွက်ပေါ်လာခဲ့တယ်။အဲ့ဒီဟိန်းဟောက်တန်ကလေထုပောက်ကွဲမှုနဲ့အတူပါလာပြီးသူ့ရှေ့ကလေဓာသွားကိုအတင်းတမပောက်ကွဲထွက်စေခဲ့တယ်။ဒါပေမဲ့ကြားမျက်နှာဖုံးစွပ်အမျိုးသားရဲ့မျက်နှာပေါ်ကမျက်နှာဖုံးကလည်းဒီဟိန်းဟောက်တန်ကြောင့်ပောက်ကွဲထွက်သွားခဲ့တယ်။ဒီတစ်ချိန်မှာတော့ကြားမျက်နှာဖုံးစွပ်အမျိုးသားကနည်းနည်းအေးနှိမ်သွားခဲ့တယ်။ဘေးနားကဝမ်ယံဖုံးကထန်ဆန်းပစ်လွတ်လိုက်တာလေဓာသွားတစ်စင်းနဲ့မဟုတ်ပဲနှစ်စင်းဖြစ်တယ်ဆိုတာရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်ပထမလေဓာသွားကလက်ပတ်ပြန်တန်းပြီးထွက်လာကအရှိန်မြင့်လက်ပတ်မှုကိုအားကိုးပြီးလေဓာသွားကိုလေထဲမှာဝဲပြန်နေစေခဲ့တယ်။ထန်ဆန်းကဒီနည်းစနစ်ကိုဝမ်ယံဖုံးနဲ့အတူလေ့ကျင့်ခဲ့ဘူးပေမဲ့ဝမ်ယံဖုံးကိုယ်တိုင်တော်မှဒါကိုလက်တစ်ဖက်လိုအသုံးပြုနိုင်ပြီးလေဓာသွားကိုရက်တန့်ကျင်တဲ့နေရာတိုင်းမှာရက်တန့်အောင်လုပ်နိုင်မှာမဟုတ်ဘူးလို့သူ့ကိုယ်သူမေးခွန်းထုတ်မိတယ်။ပြီးတော့နောက်ကနေလေဓာသွားတစ်စင်းပြန်တန်းထွက်လာပြီးရက်တက်နေတဲ့လေဓာသွားကိုဝင်တိုက်လိုက်တဲ့လေဓာသွားနှစ်စင်းကတစ်ချိန်တည်းမှာအသက်ဝင်လာပြီးပိုပြီးတင်းငယ်တဲ့လေဓာသွားတွေပောက်ကွဲထွက်လာကနေရာအနှံ့တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်။အကယ်၍သာကြားမျက်နှာဖုံးစွပ်အမျိုးသားရဲ့ဟိန်းဟောက်တန်ကလေဓာသွားအစိတ်ပိုင်းတချို့ကိုလွင့်စင်သွားအောင်မလုပ်ခဲ့ဘူးဆိုရင်ဆုံးရှုံးမှုကဒီထက်တောင်ပိုကြီးမားလိမ့်မယ်။မျက်နှာဖုံးကကွဲကြေသွားပြီးခိုင်မာတဲ့မျက်နှာထားရှိတဲ့တက်လက်ပိုင်းအမျိုးသားတစ်ယောက်ရဲ့ရုပ်သွင်ကိုဖော်ပြလိုက်တယ်။သူတိတိတာတာကြောင်သွားတယ်။နောက်တစ်ခါမှထန်ဆန်းရဲ့လက်ထဲကနေနောက်ထပ်လေဓာသွားနှစ်စင်းပြန်ထွက်လာပြီးလာပတဲ့အကွေးဝိုင်းနှစ်ခုကိုဆွဲသားရင်သူ့စီတဲလာနေတာကိုတွေ့လိုက်ရတယ်။ကြားမျက်နှာဖုံးစွပ်အမျိုးသားရဲ့မျက်လုံးတွေဆူးရှသွားပြီးသူ့ခန္ဓာကိုယ်ကအပြာရောင်မိမိအလင်းဝိုင်းတစ်ခုထုတ်လွှတ်လိုက်တဲ့မျက်စိတမိတ်အတွင်းအခန်းတစ်ခုလုံးရဲ့အပူချိန်ကဒီဂရီနည်းငယ်ကျဆင်းသွားသလိုသူ့လက်တွေပေါ်ကအပြာရောင်မိမိအမွေးမြင်တွေကပိုပြီးထူထဲလာပြီးသူ့လက်မောင်းတွေကပိုပြီးထူထဲလာကသူ့ရဲ့မိစ္ဆာနဲ့ဖျားအတွင်ပြောင်းခြင်းကိုထုတ်ဖော်ပြသလိုက်ပြီးတဲ့နောက်သူ့ရဲ့လက်တွေနဲ့လက်မောင်းတွေပဲပြောင်းလဲသွားပုံရပြီးသူ့ခန္ဓာကိုယ်ရဲ့ကျန်တဲ့အစိတ်ပိုင်းတွေကပြောင်းလဲသွားခြင်းမရှိဘူး။လေဓာသွားကတိတ်ဆိတ်နေကလမ်းကြောင်းလဲပစ်ခတ်လိုက်တယ်လို့ပဲဘေးနှစ်ဖက်ကနေဖြတ်တန်းသွားတယ်။ဒါပေမဲ့ကြားမျက်နှာဖုံးစွပ်အမျိုးသားကသူ့ရဲ့တတိထားမှုကိုလုံးဝမဖြေလျှော့လိုက်ဘူး။သူမျက်လုံးနဲ့ကြည့်စရာမလိုပဲလေဓာသွားနှစ်စင်းကလှည့်ပတ်ပြီးတဲ့နောက်သူ့နောက်ကျောဘက်ကိုခုတ်ပိုင်းလာနေတယ်ဆိုတာကိုခံစားမိနိုင်တယ်။သူ့ရှေ့ကဝဲပြန်နေတဲ့လေဓာသွားပဲဖြစ်ဖြစ်၊ကွေးဝိုက်နေတဲ့လေဓာသွားပဲဖြစ်ဖြစ်သူ့ကိုမျက်စိပွင့်သွားစေတဲ့ခံစားချက်မျိုးပေးနေခဲ့တယ်။ကွေးကသူ့ကိုထန်ဆန်းရဲ့အခြေအနေအကြောင်းသတင်းပို့တော့ကသူဒါကိုမယုံနိုင်သေးဘူး9နှစ်အရွယ်ကလေးတစ်ယောက်ကအဆင့်လေးမိစ္ဆာဗနာကောင်ကိုအနိုင်ယူနိုင်မှလဲသူ့မြင်မှာတော့ဒါကအာရေးဘီယန်ညပုံပြင်တွေနဲ့ဘာမှမချဘူးဒါပေမဲ့ဒီခိုက်တက်မှာသူနင်းနဲ့ယုံကြည်သွားခဲ့ကဒီနည်းစနစ်တစ်ခုတည်းနဲ့တင်သူ့ကိုတုံးလှုပ်သွားစေဖို့လုံလောက်နေပြီးအကယ်၍ဒါတွေအားလုံးကဝမ်ယံဖုံးတင်ပေးခဲ့တာဆိုရင်ဒီဝမ်ယံဖုံးကလည်းအနက်စရာပဲထန်ဆန်းကပိုရေးကြီးတယ်ပြီးတော့သူ့ရဲ့ငယ်ရွယ်အသက်အရွယ်ကအနာဂတ်မှာထုတ်ဖော်အသုံးပြုနိုင်မဲ့ပိုကြီးမားတဲ့အလားအလာရှိနေတယ်ဆိုတာကိုဆိုလိုတယ်သူ့စိတ်ထဲမှာအတွေးတွေပြည့်နှက်နေတော့မှပဲထန်ဆန်းကသူ့လက်ထဲမှာတိတ်ဆိတ်တဲ့လေဓာသွားတွေကိုဆက်ပြီးပြစ်လွတ်နေခဲ့တယ်ဒီပြာရောင်လေဓာသွားတွေကတိုင်မှာပတိစီချိတ်ဆွဲထားတဲ့တိုးမီတကောင်လိုပဲခြေရာခံမရအောင်တိမ်မွေ့တယ်ဒါပေမဲ့သူတို့ကကြားမျက်နှာဖုံးစွပ်အမျိုးသားကိုချင်းချောက်မှုခံစားရစေနိုင်တယ်အရင်ဆုံးပြန်ထွက်သွားတဲ့လေဓာသွားနှစ်စင်းကသူထင်မှတ်ထားသလိုသူ့နောက်ကျောကိုမခုတ်ပိုင်းခဲ့ပဲတကယ်ပဲလွဲချော်သွားပြီးသူ့နောက်ကျောနဲ့တပေလောက်အကွာကနေဖြတ်တန်းသွားခဲ့တယ်ဒီအချိန်မှာသူ့နောက်ကျောမှာရေခဲတိုင်းတစ်ခုရှိနေခဲ့ပြီးဒါကခုခံကာကွယ်မှုအခန်းကနေမပါဝင်ခဲ့ဘူးထန်ဆန်းကတစ်ခုပြီးတစ်ခုပြန်တန်းပစ်လွတ်နေခဲ့ပြီးလေဓာသွား12စင်းကလွဲလို့အခန်းတစ်ခုလုံးကအပြာရောင်အလင်းနှန်းတွေနဲ့ပြည့်နှက်နေတယ်ဒါပေမဲ့ဒီအပြာရောင်အလင်းနှန်းတွေရဲ့ကဘယ်တစ်ခုကမှအခန်းထဲကဘယ်ရာကိုမှမဖြက်စီးခဲ့ပဲသူတို့အားလုံးကကြားမျက်နှာဖုံးစွပ်အမျိုးသားရဲ့ပတ်လည်မှာဝဲလည်နေခဲ့ကြတယ်ဒီလိုထူးဆန်းတဲ့လေဓာသွားထိန်းချုပ်မှုကိုသူပထမဆုံးအကြိမ်တွေ့မြင်ဘူးတာပဲပြီးတော့ဒီအချိန်မှာသူကအရင်ဆုံးတိုက်ခိုက်ဖို့ရွေးချယ်လိုက်တယ်သူ့မျက်လုံးတွေချက်ချင်းအပြာရောင်မိမိအဖြစ်ပြောင်းလဲသွားပြီးကြားလက်ဝါးတစ်စုံကရေခဲမြူတွေနဲ့ဝန်းရံနေခဲ့တယ်သူ့ခြေပြားတွေမြေကြီးပေါ်ထောက်လိုက်တာနဲ့အစွမ်းထက်တဲ့အငွေ့သက်တစ်ခုချက်ချင်းပေါက်ကွဲထွက်လာကအခန်းထဲကအပူချိန်ကရုတ်တရက်ကျဆင်းသွားတယ်သူ့ခန္ဓာကိုမျက်နှာပြင်ပေါ်မှာရေခဲတန်ချက်ကလိုမျိုးတည်ရှိမှုအလွှာတစ်ခုပေါ်လာပြီးသူလေဓာသွားတွေကိုလုံးဝဂယုမဆိုင်တော့ပဲထန်ဆန်းစီကိုတဲ့ပြေးဝင်သွားတော့တယ်ဒီခုံအုပ်လိုက်တဲ့အမြန်နှုံးကအယမ်းမြန်ဆန်တယ်ပြီးတော့လေထဲမှာပြန်တန်းနေတဲ့အဲ့ဒီလေဓာသွားတွေကသူ့လှုပ်ရှားမှုစတင်လိုက်တဲ့အခိုက်အတန့်မှာပဲခလုတ်တစ်ခုကနှိုးဆော်လိုက်တယ်လို့ဖြစ်သွားပြီးပင်လယ်တစ်ခုလိုကြားမျက်နှာဖုံးစွပ်အမျိုးသားစီကိုပစ်ခတ်သွားကြတယ်လေဓာသွားကတိတ်ဆိတ်နေတော့မယ်ဒါပေမဲ့ဒီတိတ်ဆိတ်နေတဲ့လေဓာသွားကလူတွေကိုအချင်းချောက်နိုင်ဆုံးခံစားချက်ကိုပေးနိုင်တယ်ကြားမျက်နှာဖုံးစွပ်အမျိုးသားကဂယုမဆိုင်ဘူးဒါပေမဲ့သူ့ခန္ဓာကိုယ်ပေါ်ကရေခဲတန်ချက်ကတဖန်ပြန်လဲခိုင်မာသွားတယ်မြင်နေရတာကသူထန်ဆန်းရဲ့ရှေ့ကိုခုံအုပ်တော်မလို့ဖြစ်နေတော့ထန်ဆန်းကဒီခိုက်တက်မှာလှုပ်ရှားလိုက်တဲ့ကြားမျက်နှာဖုံးစွပ်အမျိုးသားကသူ့မျက်စိရှေ့မှာပုံရိပ်တစ်ခုလှုပ်ခတ်သွားသလိုပဲခံစားလိုက်ရပြီးသူ့ရှေ့ကထန်ဆန်းကပျောက်ကွယ်သွားတဲ့အရင်ကအဲ့ဒီမှာရက်နေခဲ့တဲ့လူကအရေးရောင်တစ်ခုတက်ပဲဖြစ်နေသလိုပဲထန်ဆန်းလျက်တစ်ပြက်ရှောင်တိန်လိုက်တာနဲ့တစ်ချိန်တည်းမှာလေဓာသွားတွေကလည်းရောက်ရှိလာခဲ့တယ်ဒီချိန်မှာဝမ်ယံဖုံးနဲ့ချောင်းချင်းတို့အန်ရက်တက်ကြီးပါဇက်ဟသွားကြတယ်
သူတို့မျက်လုံးတွေကိုသူတို့မယုံနိုင်ခဲ့ကြဘူးအရင်ကလေထဲမှာပြန့်ကျဲနေခဲ့တဲ့လေဓားသွားစက်နှစ်စင်းကအခုအခါမှာတက်ရက်တဲ့တန်းတန်းဖြစ်စူးစီးသွားပြီးကြားမျက်နှာဖုံးစို့အမျိုးသားရဲ့နောက်ကျောပေါ်ကနေရာတစ်ခုတည်းကိုပဲစနစ်တကျနဲ့အစင်လိုက်ခုတ်ပိုင်းသွားကြတယ်ထန်ဆန်းရဲ့စိတ်ဆွမ်းအားနဲ့သူလေဓားသွားရာပေါင်းများစွာကိုထိန်းချုပ်နိုင်ဦးမှာမဟုတ်တာတေချာတယ်ဒါပေမဲ့စက်နှစ်စင်းတွေကတော့ကျွမ်းကျင်နေခဲ့ပြီငှက်တရာတော့အုပ်ပြန်နီးစနစ်ငှက်တရာပြန်တန်းပြီးတောအုပ်ထဲမှာစူးစီးကြတယ်ပြိုင်ဘက်ရဲ့အားကောင်းတဲ့ခုခံကာကွယ်မှုကိုရင်ဆိုင်ရင်းနေရာတစ်ခုတည်းကိုပဲအာယုံစိုက်တိုက်ခိုက်တယ်ထန်ဆန်းရဲ့လေဓားသွားကမူလကတည်းကဖိသိပ်ထားတာကိုထဲမတွက်ရင်တောင်တာမန်လေဓားသွားဖြစ်ခဲ့ရင်တောင်နေရာတစ်ခုတည်းကိုစက်နှစ်ချက်ဆက်တိုက်ပစ်ခတ်ခံရတာကလုံးဝတက်တောင့်တက်တာရှိမှာမဟုတ်ဘူးဘန်းဆိုရဲ့အတန်နဲ့ပထမလေဓားသွားကပောက်ကွဲထွက်သွားတယ်ကြားမျက်နှာဖုံးစို့အမျိုးသားကလှည့်ပတ်ဖို့စူးစမ်းခြင်းစိတ်ပေါ်လာတာနဲ့ဒုတိယလေဓားသွားကရောက်ရှိလာခဲ့ပြီးဖြစ်တယ်လေဓားသွားနှစ်စင်းဆက်တိုက်သူပောက်ကွဲထွက်သွားချိန်မှာရိုင်းနေသွားခဲ့တယ်နောက်ဆက်တွဲကတတိယနဲ့စတုထခြေလန်းတွေပဲအပြာရောင်အလင်းနဲ့လင်းလက်လာတာနဲ့အမျှကြားမျက်နှာဖုံးစို့အမျိုးသားရဲ့နောက်ကျောပေါ်ကရေခဲတန်ချက်ကာကပောက်ကွဲထွက်သွားပြီးရေခဲမြူအပိုင်းစတွေနဲ့ပြင်းထန်တဲ့လေတွေဆက်တိုက်ပေါ်ထွက်လာခဲ့တယ်သူလက်ပတ်ချင်စိတ်ရှိပေမဲ့ဘာမှလုပ်လို့မရခဲ့ဘူးဒီအချိန်မှာသူ့နှလုံးသားကတုန်လှုပ်ခြောက်ခြားနေခဲ့ပြီးဒါပေမဲ့ဘာမှလုပ်เสียမရှိခဲ့ဘူးပိုအရေးကြီးတာကပြင်စမလေဓားသွားကြားရောက်လာတဲ့အခါသူ့ရဲ့ရေခဲတန်ချက်ကအလွှာကကွဲကြေသွားလိမ့်မယ်မျိုးရိုးသွေးရဲ့စွမ်းအားကိုအသေးအတန်စူးစီးပြီးရေခဲတန်ချက်ကာကိုဆက်လက်အားကောင်းအောင်လှုပ်ဆောင်ခဲ့ပေမဲ့ခနာကိုကအဆက်မပြတ်ဘုံကျဲတိုက်ခိုက်ခံနေရပြီးထိန်းချုပ်မရဘဲရှေ့ကိုရွေ့လျားသွားခဲ့တယ်။ထန်ဆန်းတိတ်ဆိတ်စွာခံစားလိုက်မိတာကနဝမလေဓားသွားကြားရောက်လာတဲ့အခါကြားမျက်နှာဖုံးစို့အမျိုးသားရဲ့ခနာကိုကနယံကိုဝင်တိုက်မိသွားခဲ့ပြီးသူ့ခနာကိုပေါ်ကရေခဲတန်ချက်ကာကလည်းရုတ်တရက်ကွဲကြေသွားခဲ့တယ်။နောက်ဆုံးလေဓားသွားသုံးစင်းကထပ်ပြီးမကြားရောက်တော့ဘဲလေထဲမှာတိတ်တဆိတ်ပျောက်ကွယ်သွားခဲ့တယ်။ခနာတာမြလေနဲ့ရေခဲကျက်စင်တွေကတစ်သားအိမ်တစ်ခုလုံးပတ်လည်မှာဝဲလဲနေခဲ့ပြီးဒီနေရာမှာနှင်းမုန်တိုင်းတစ်ခုအခုလေးတင်တိုက်ခတ်သွားသလိုပဲနယံပေါ်ကိုလွင့်စင်သွားတဲ့ကြားမျက်နှာဖုံးစို့အမျိုးသားကသူ့ကြောပြင်မှာဆူရှားတဲ့နာကျင်မှုကိုခံစားလိုက်ရပြီးသူ့ရင်ဘတ်ထဲမှာသွေးတွေစူပွက်လာခဲ့တယ်ခဏတာမြသူ့ကိုယ်သူနင်းနေမထိန်ကျုံနိုင်ဖြစ်သွားတယ်သူရုတ်တရက်လက်လာတယ်သူ့ခန္ဓာကိုယ်ကဆက်လက်ပြောင်းလဲနေခဲ့ပြီးတိတိကျကျပြောရရင်တတမလေဓားသွားသူ့နောက်ကျောပေါ်ကြားရောက်လာတော့ကသူမိစ္ဆာအသွင်ပြောင်းခြင်းကိုပြီးမြောက်အောင်လှုပ်ဆောင်ခဲ့ပြီးဖြစ်တယ်သူ့ခန္ဓာကိုယ်က2 မီတာခွဲအမြင့်ထိဖောင်းကားလာပြီးသူ့တကိုယ်လုံးကအပြာရောင်မိမိအမတ်သားတွေပါတဲ့ကြားတစ်မွေးတွေနဲ့ဖုံးလွှမ်းသွားခဲ့တယ်။ကြားမျက်နှာဖုံးစို့အမျိုးသားလက်လာတဲ့အခါတောင်လိုက်မျက်စံတစုံကထန်ဆန်းကိုချက်ချင်းစိုက်ကြည့်လိုက်တယ်ဒါပေမဲ့ထန်ဆန်းကသူ့အစတုံးကရက်ခဲ့တဲ့နေရာမှာရက်နေခဲ့ပြီးသားပဲ။အဆင့်9နဲ့အဆင့်4ရင်ဆိုင်တွေ့တာဒါပေမဲ့ပြိုင်ဘက်ရဲ့ဆက်တိုက်လာတဲ့လေဓားသွားတွေကြောင့်ဖိနှိပ်ခံလိုက်ရပြီးခုခံဖို့တော့မဖြစ်နိုင်တဲ့လောက်ပဲ။ပိုရေးကြီးတာကကြားမျက်နှာဖုံးစို့အမျိုးသားကသူ့နောက်ကျောပေါ်ကိုလေဓားသွားတော်များများကြားရောက်ခဲ့တာကိုရှင်းရှင်းလင်းလင်းမှတ်မိနေတဲ့6ခုတောင်ဒါဆို12ခုဆိုရင်ရောဘယ်လိုလုပ်မလဲနဝမမြောက်လေဓားသွားကခုခံကာကွယ်မှုကိုလုံးဝချိုးဖျက်သွားခဲ့ပြီးလေဓားသွားတွေသာဆက်ကြလာရင်သူ့ရဲ့တားမွေးတောင်မှတားနိုင်မှာမဟုတ်ဘူးဒီနည်းစနစ်ကိုဘယ်လိုလှုပ်ဆောင်ခဲ့တယ်လဲဆိုတာကိုမပြောဘဲလေဓားသွားတစ်ခုချင်းစီရဲ့စွမ်းအားတစ်ခုတည်းနဲ့တင်တာမန်အဆင့်4လေဝံပလွေတကောင်ထုတ်လွှတ်နိုင်တဲ့အရာမဟုတ်တာသိချတယ်ဒီခိုက်တက်မှာသူရှိကကလေးရဲ့ပါရမီကကွေ့ကွေ့အရင်သတင်းပို့ခဲ့တာထက်ပိုပြီးအားကောင်းနေလိမ့်မယ်ဆိုတာကိုသူနက်နက်ရှိုင်းရှိုင်းနားလည်သွားခဲ့ပြီထန်ဆန်းကဆက်ပြီးမလှုပ်ရှားတော့ဘူးသူ့လက်တွေကသူ့ခန္ဓာကိုယ်ဘေးနှစ်ဖက်မှာတဘာဝအတိုင်းတွဲကျနေပြီးသူ့မျက်လုံးတွေကကြားမျက်နှာဖုံးစို့အမျိုးသားကိုတည်ငြိမ်စွာကြည့်နေတယ်ကြားမျက်နှာဖုံးစို့အမျိုးသားကအသက်ပြင်းပြင်းရှူလိုက်ပြီးဖြင်းချင်းစွာခေါင်းညှိလိုက်တယ်သူ့မှာတခြားနည်းလမ်းတွေအများကြီးရှိနေသေးတာတေချာတယ်သူသာစွမ်းကုန်စူးစမ်းရင်ထန်ဆန်းကိုအနိုင်ယူနိုင်မယ်လို့သူယုံကြည်မှုရှိတယ်ဒါပေမဲ့ဒါကစမ်းသက်ခြင်းရဲ့အတိတ်ဘယ်ကိုကျော်လွန်သွားပြီးသူ့ရဲ့ယုံကြည်မှုကသူ့အတွက်ပဲဖြစ်ပြီးထန်ဆန်းကအဲ့ဒီလိုတွေးမတွေးဆိုတာကတော့ပြောဖို့ခက်တယ်လေဓားသွားကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာမင်းကိုဘသူတင်ပေးခဲ့တာလဲကြားမျက်နှာဖုံးစို့အမျိုးသားကလေးနက်တဲ့အတန်နဲ့မေးလိုက်တယ်ထန်ဆန်းကသူ့ကောင်းကိုလှည့်ပြီးဝံရံဖုံးကိုကြည့်လိုက်တယ်ဝံရံဖုံးရဲ့နှလုံးသားတွန့်သွားတယ်ငါတင်ပေးတာဟုတ်လားငါကဘာကိုတင်ပေးနိုင်မှာလဲဒါပေမဲ့ဒီခိုက်တက်မှာသူထန်ဆန်းပါကိုဆိုလိုတယ်လဲဆိုတာကိုနားလည်သွားပုံရတယ်ဒါကြောင့်သူခေါင်းညိတ်ပြီးပြောလိုက်တယ်ဒီကလေးကနားလည်နိုင်စွမ်းအရန်ကောင်းတယ်ကျွန်တော်ကသူ့ကိုအရာတချို့မှာနင်းနဲ့အရေးမြတ်ပေးလိုက်ရုံပဲသူကနှိုင်းရှင်သုံးသက်ပြီးသူ့ရဲ့ကိုယ်ပိုင်တွေးခေါ်တွေကိုနားလည်သွားနိုင်တယ်အခုသူဒီလိုလေဓားသွားထိန်းချုပ်နိုင်တာကဆရာထက်တပည့်ကပိုတော်သွားပြီလို့သတ်မှတ်လို့ရနေပြီကြားမျက်နှာဖုံးစို့အမျိုးသားကတိတ်ဆိတ်စွာခေါင်းညှိလိုက်တယ်သူ့စိတ်ထဲမှာဝံရံဖုံးအပေါ်အလေးထားတဲ့အတိုင်းတာကလည်းအဆင့်တစ်ဆင့်တိုးသွားတယ်ဒီလိုထူးချွန်တဲ့တပည့်တစ်ယောက်ကိုတင် जाပေးနိုင်တာဆရာတစ်ယောက်အနေနဲ့သူ့ရဲ့ကြင်ကြံမှုအဆင့်တန်းကမမြင့်မားပေမဲ့သူ့ရဲ့တင် जाနိုင်စွမ်းကတော့တေချာပေါက်ချီးကျူးစရာပဲမင်းအရင်ကပြောခဲ့တဲ့အခြေအနေနှစ်ခုကပြဿနာမရှိဘူးငါမင်းကိုနောက်ပိုင်းခါလီမျိုးကိုအခြေချဖို့ခေါ်သွားမယ်မင်းရဲ့အခြေအနေကိုငါပြန်ပြီးသတင်းပို့ရဦးမယ်ပြီးတော့မှမင်းကိုသွားဖို့စီစဉ်ပေးမယ်ကြားမျက်နှာဖုံးစို့အမျိုးသားကသူ့စကားကိုအဆုံးသတ်လိုက်ကဝံရံဖုံးကိုခေါင်းညှိပြလိုက်တယ်ပြီးတော့ရုတ်တရက်အရှိန်မြင့်လိုက်ပြီးပြတင်းပေါက်စီကိုအမြန်ပြေးသွားတယ်ပြတင်းပေါက်ကိုဖွင့်လိုက်ပြီးအမောင်ထုတဲကိုခုံစင်းကပျောက်ကွယ်သွားတယ်
ရုတ်တရက်ရောက်လာခဲ့တဲ့သူကသူ့ရဲ့ထွက်ခွာသွားပုံကပိုလို့တောင်ရုတ်တရက်ဆန်သေးတယ်မူလကဝမ်ယံဖုံးကသူထန်ဆန်းကိုပူးပေါင်းဖို့ဆန္ဒရှိကြောင်းအတီးပြူးဦးမယ်ပြီးမှကဲဖြတ်မှုအောင်မြင်ပြီးတဲ့နောက်ပြောစရာတွေပိုရှိလိမ့်ဦးမယ်လို့ထင်ခဲ့တာဒါပေမဲ့သူကရုတ်တရက်ထွက်ခွာသွားတာကတော့မမျှော်လင့်ထားတဲ့အရာပဲဝမ်ယံဖုံးကထန်ဆန်းကိုမေးခွန်းထုတ်တဲ့အကြည့်နဲ့ကြည့်လိုက်တယ်ဒီကလေးအတွက်သူ့စိတ်ထဲမှာအခုရောထွေးနေတဲ့ခံစားချက်တစ်ခုဖြစ်နေတယ်တခြားအရာတွေထားလိုက်ဦးစောစောကမတ်တရာတော့အုပ်ပြန်နီးစနစ်နဲ့ထိန်းချုပ်လိုက်တဲ့လေဓားသွားကသူ့ကိုအနာမင်သက်သွားစေခဲ့တယ်လေဓားသွားကိုဒီလိုမျိုးတောင်ကစားလို့ရသေးလားသူဘလို့သိနိုင်မှာလဲထန်ဆန်းကလေဓားသွားကိုအမြဲတမ်းထိမ့်သိမ်းထားခြင်းခဲ့တဲ့အကြောင်းရင်းကလေဝံပလွေတွင်ပြောင်းခြင်းအတွက်သူ့ရဲ့ပုံသဏ္ဍာန်ကိုဖုံးကွယ်ထားဖို့ပဲပိုရေးကြီးတာကသူ့ရဲ့လက်ရှိအခြေအနေကြောင့်လေဓားသွားကိုသူ့ရဲ့ရှို့ဝက်လက်နက်အဖြစ်အသုံးပြုရင်းသူ့ရဲ့ရှို့ဝက်လက်နက်ဖြည့်ရှင်းတဲ့စနစ်ကအကြီးမားဆုံးအကျိုးသက်ရောက်မှုကိုပြသနိုင်မှာမို့လို့ပဲငှက်တရာတော့အုပ်ပြန်နီးစနစ်ကအခြေခံအကျဆုံးနီးစနစ်တစ်ခုမျှတာဖြစ်တယ်ထန်ဆန်းကိုယ်တိုင်တောင်နည်းနည်းထူးဆန်းတယ်လို့ခန်းစားလိုက်ရတယ်သူရခင်ဘဝကတုံးလော့တိုက်ကြီးမှာတော့ကသူပထမဆုံးပေါ်ထွက်လာချိန်မှာစက်ပစ္စည်းရှို့ဝက်လက်နက်တွေကိုပို့ပြီးအားကိုးခဲ့ရတယ်ခင်မိပြီးအစွမ်းထက်တဲ့စက်ပစ္စည်းပုံစံရှို့ဝက်လက်နက်တွေကခွန်အားမလုံလောက်သေးခင်မှာသူ့ကိုခြေကုပ်မြဲမြဲရရှိစေခဲ့တယ်နတ်မိတ်စာတိုက်ကြီးလောကကြီးမှာတော့ကောင်းကင်နဲ့မြေကြီးရဲ့လောကဓာတ်စွမ်းအင်ကြွယ်ဝမှုနဲ့မိစ္ဆာနတ်ဖျားအသွင်ပြောင်းခြင်းရဲ့ထူးခြားမှုတွေကြောင့်သူကထန်ကောင်းအတွင်းစီးရဲ့ရှို့ဝက်လက်နက်နီးစနစ်တွေကိုပို့ပြီးလေ့ကျင့်ဖြစ်စေခဲ့ပြီးရှို့ဝက်လက်နက်တွေကိုအမှန်တကယ်ထုတ်ဖော်ပြသနိုင်ခဲ့တယ်။ကြားမျက်နှာဖုံးစွပ်အမျိုးသားကလေဝံပလွေမြို့ငယ်ကနေထွက်လာပြီးတောအုပ်ထဲဝင်လိုက်တာနဲ့သူရက်တက်လိုက်တဲ့သွေးတလုံးစာတေးသေးလေးထွေးထုတ်လိုက်ပြီးဒါကစိတ်သက်သာရာရသွားသလိုပဲ။သူဘာလို့အလျင်မြန်ထွက်ခွာသွားခဲ့တာလဲမထွက်သွားရင်အဲ့ဒီနေရာမှာတင်သွေးရန်တော့မှာမို့လို့ပဲဒါကတကယ်အရှက်ရစရာပဲ။အဆင့်9တယောက်ကအဆင့်4တယောက်ကြောင့်သွေးရန်ခဲ့ရတယ်ပြီးတော့တစ်ဖက်လူရဲ့မျိုးရိုးသွေးကအားကောင်းတဲ့လေဝံပလွေတွင်ပြောင်းခြင်းတောင်မဟုတ်သေးဘူးသူပြန်သွားရင်မျက်နှာပြစရာရှိမှာမဟုတ်ဘူးဒါပေမဲ့ဒီချိန်ထိသူ့နှလုံးသားထဲကစိတ်ခံစားချက်တွေကထိတ်လန့်မှုတွေနဲ့ပြည့်နှက်နေတော့မဲ့9နှစ်အရွယ်ကလေးတစ်ယောက်ကလေဓားသွားကိုဒီအဆင့်ထိထိန်းချုပ်နိုင်လိမ့်မယ်လို့သူခုထိမယုံနိုင်သေးဘူးလေဓားသွားကိုယ်တိုင်ရဲ့စွမ်းအားပဲဖြစ်ဖြစ်လေဓားသွားကိုထိန်းချုပ်နိုင်စွမ်းပဲဖြစ်ဖြစ်ဒါကမယုံနိုင်စရာပဲဒါကပရမီကောင်းတစ်ယောက်ရှိုံလောက်နဲ့မယိုးရှင်းဘူးဒါကတာမန်ထက်ထူးခဲ့တဲ့ပရမီပဲလေဝံပလွေတွင်ပြောင်းခြင်းကသူ့အတွက်အထူးတိုင်းချုပ်ထားသလိုပဲသူ့ကိုအဖွဲ့အစည်းထဲဝင်ပြီးလေ့ကျင့်သင်ကြားဖို့အမြန်ဆုံးအစီအစဉ်တစ်ခုလုပ်ဖို့လိုအပ်တယ်ဖြစ်နိုင်တာကမဝေးတော့တဲ့အနာဂတ်မှာအဖွဲ့အစည်းထဲမှာအဆင့်မြင့်အင်အားကြီးပုဂ္ဂိုလ်တယောက်ထပ်တိုးလာလိမ့်မယ်ရွေးနှုတ်ခြင်းအဖွဲ့အတွက်အဆင့်မြင့်အင်အားကြီးပုဂ္ဂိုလ်တွေကအရန်အရေးကြီးပြီးအရန်ရှားပါတယ်။ကြားမျက်နှာဖုံးစွပ်အမျိုးသားထွက်သွားခဲ့ပြီးတစ်သားအိမ်ထဲမှာဝမ်ယံဖုံးကခြောင်ချင်းကိုအရင်သွားနာခိုင်းလိုက်ပြီးတော့ထန်ဆန်းကိုသူတို့ပုံမှန်လေ့ကျင့်နေကြတိတ်ဆိတ်တဲ့အခန်းစီကိုခေါ်သွားခဲ့တယ်။မင်းရွေးနှုတ်ခြင်းအဖွဲ့ကိုတကယ်ဝင်ကျင်တာလားလက်စားချေဖို့အတွက်လားဝမ်ယံဖုံးကမေးလိုက်တယ်ထန်ဆန်းခဏတာတိတ်ဆိတ်သွားပြီးနောက်သူပြောလိုက်တယ်ဆရာကျွန်တော်ပြင်လောကကိုသွားပြီးကြည့်ချင်တယ်ကျွန်တော်အားကောင်းလာချင်တယ်ကျွန်တော်လက်စားချေချင်တယ်ပြီးတော့အဲ့ဒီလူပြောသွားသလိုလူသားမျိုးနွယ်ကိုမျှော်လင့်ချက်ပေးဖို့ကျွန်တော်သူမှန်တယ်လို့ထင်တယ်ဝမ်ယံဖုံးကတပြင်းချလိုက်ပြီးတကယ်တော့ကွေ့ကွေ့ကငါ့ကိုရွေးနှုတ်ခြင်းအဖွဲ့ထဲဝင်ဖို့ဖြောင်းဖြတာကြပြီသူကရွေးနှုတ်ခြင်းအဖွဲ့ဝင်တယောက်မှန်းငါသိတယ်ငါဘယ်တော့မှသဘောမတူခဲ့တဲ့အကြောင်းရင်းကငါနောက်ဆုံးမှရရှိခဲ့တဲ့တည်ငြိမ်တဲ့ပတ်ဝန်းကျင်လေးကိုမဖျက်ဆီးခြင်းလို့ပဲငါနားလဲပါတယ်ဒါပေမဲ့ငါကနောက်ဆုံးတော့ကြောက်တတ်သူတယောက်ပါပဲငါမှဘယ်တော့မှတတိမရှိခဲ့ဘူးငါကမင်းတို့ဆရာမနဲ့ညီမလေးနဲ့တဲ့ဘဝကိုကောင်းကောင်းမွန်မွန်ဖြစ်တန်းကျင်ခဲ့တာထန်ဆန်းကခေါင်းငုံလိုက်တယ်တောင်းပန်ပါတယ်ဆရာကျွန်တော်ဆရာကိုဒုက္ခပေးမိပြီဝမ်ယံဖုံးကပြုံးပြီးခေါင်းခါလိုက်တယ်မင်းကိုအပြစ်မတင်ပါဘူးလာတဲ့နာကတော့လာမှာပဲမင်းကမင်းရဲ့တက်တူရွယ်သူတွေထက်အများကြီးပိုပြီးရင့်ကျက်တဲ့စိတ်ထားရှိတယ်မင်းရဲ့ရွေးချယ်မှုမှားမှာမဟုတ်ဘူးလို့ငါယုံကြည်တယ်မင်းရဲ့ပါရမီကလည်းရွေးနှုတ်ခြင်းအဖွဲ့အကိုထည့်သွင်းသင့်တယ်ငါစိတ်ထဲမှာလူသားမျိုးနွယ်ရဲ့ထက်ကြောက်မှုကိုဘာလို့မမျှော်လင့်ပဲနေနိုင်မှာလဲငါကဒီမှာပဲနေသင့်ပြီဒါပေမဲ့မင်းကတော့မင်းရဲ့တောင်ပန်တွေကိုဝတ်ဆင်ပြီးပြန်တန်းသင့်တယ်ငါမျှော်လင့်တာကငါတက်တန်းအတွင်းမှာလူသားမျိုးနွယ်အတွက်အလင်းရောင်တစုံတစကိုတကယ်မြင်တွေ့သွားနိုင်ဖို့ပဲအလင်းဆက်သေးသေးလေးတစ်ခုတောင်ဖြစ်ကောင်းပါတယ်ဟုတ်ကဲ့ကျွန်တော်လုံးမှာပါထန်ဆန်းကခိုင်မာစွာခေါင်းညိတ်လိုက်သည်ဆရာနဲ့တပည့်ကြားကစကားဝိုင်းကဒီနေရာမှာပဲအဆုံးသတ်သွားတယ်အခန်းထဲပြန်ရောက်တော့ထန်ဆန်းကတွေးတော်ချင်းနဲ့နစ်မြုပ်သွားတယ်အဖြစ်ပြက်တွေကသူမျောလင့်ထားတာနဲ့ဆင်တူပြီးအခြေခံအားဖြင့်သူ့ရဲ့အစီအစဉ်ထဲမှာပဲရှိနေတဲ့ရွေးနှုတ်ခြင်းအဖွဲ့ကရှာတွေးခဲ့တာတေချာသွားပြီးတော့သူကအကဲဖြတ်မှုကိုအောင်မြင်ခဲ့ပြီလို့သတ်မှတ်နိုင်တယ်သူတို့ကသူ့ကိုခါလီမျိုးစီကိုဘယ်လိုခေါ်သွားမလဲဆိုတာကိုတော့ထန်ဆန်းကတိတ်ပြီးစိတ်မပူခဲ့ဘူးဒီလောက်တင်းငယ်ရဲ့ကိစ္စလေးတောင်မလုပ်နိုင်ဘူးဆိုရင်ရွေးနှုတ်ခြင်းအဖွဲ့အစည်းတည်ရှိနေဖို့တကယ်မလိုအပ်တော့ဘူးနောက်လို့ရမှာကစောင့်ဆိုင်ဖို့ပဲမတိမတာနဲ့အနှဲငယ်နူးနယ်လာပါတဲ့မျက်နှာလေးကသူ့စိတ်ထဲမှာတဖန်ပြန်လဲပေါ်ပေါက်လာပြီးသူ့မျက်လုံးတွေကနူးညံ့သွားတယ်သူ့ရဲ့အစီအစဉ်မှာအခြေအနေနှစ်မျိုးခွဲထားတယ်ပထမတာမန်အခြေအနေကသူ့ရဲ့သုံးသက်ချက်မှားယွင်းပြီးရွေးနှုတ်ခြင်းအဖွဲ့ကရှာမတွေ့တာပဲဒီလိုသာဆိုရင်သူကခြေတလန်းချင်းကျင့်ကြံပြီးတိုးတက်အောင်လှုပ်ဆောင်သွားမယ်ပြီးတော့သူ့ဘာသာသူအစီအစဉ်တစ်ခုဆွဲပြီးလက်အောက်ခံအဆင့်တန်းရရှိပြီးတဲ့နောက်ခါလီမျိုးကိုသွားဖို့နေလန့်ရှာမယ်ဒီ
ဒီစီစဉ်ရဲ့အကြီးမားဆုံးပြဿနာကသူကဒီနေရာကအရာအလုံးကိုစွန့်ပစ်နိုင်တဲ့အဲ့ဒီအချိန်ကျရင်လေဝံပလွေမြို့ငယ်တစ်ခုလုံးကိုဖျက်ဆီးပစ်ဖို့တောင်မဖြစ်နိုင်တာမဟုတ်ဘူးဒါပေမဲ့ဒီနေရာကလူသားတွေကတော့ဘယ်လိုလုပ်မလဲလက်အောက်ခံတွေကတော့သူတို့ပါအတူတူဆွဲထည့်ခံရမှာလားဒါကပိုပြီးဒုက္ခများတယ်ဒုတိယအခြေအနေကရွေးနှုတ်ခြင်းအဖွဲ့ကရှာတွေ့တာပဲဒါကအကောင်းဆုံးအခြေအနေပဲရွေးနှုတ်ခြင်းအဖွဲ့ရဲ့စွမ်းအားနဲ့ထန်ဆန်းတယောက်တည်းကိုခါလီမြို့ထဲဝင်ရောက်နိုင်အောင်ကူညီပေးဖို့ကတေချာပေါက်မခက်ခဲလောက်ဘူးပြီးတော့အစအဆုံးပြဿနာတစုံတရာရှိခဲ့ရင်တောင်သူတို့ကပိုပြီးကောင်းကောင်းမွန်မွန်ကင်တွယ်နိုင်တဲ့ထန်ဆန်းကဒီလောကကြီးမှာနားလည်မှုနေပါနေုံတင်မကပဲခြုံငုံသားစာလွှမ်းမိုးမှုလည်းလိုအပ်နေတယ်အဖြစ်ပြက်တွေကသူစိတ်ကူးထားတဲ့ပိုကောင်းတဲ့ဘက်ကိုဖွံ့ဖြိုးတိုးတက်နေရဲ့အခုတော့ရွေးနှုတ်ခြင်းအဖွဲ့အစည်းကသူ့ရဲ့ကြံဘဝကနေမလွတ်မြောက်သေးတဲ့သူ့လိုကျငယ်လေးတယောက်ကိုဘယ်လိုခေါ်ဆောင်သွားမလဲဆိုတာကိုပဲကြည့်ရတော့မယ်နောက်ထပ်လောက်ဝက်အတွင်းမှာထန်ဆန်းကပုံမှန်တိုင်းစားတော့ကျင့်ကြံရင်မေကုံကြီးကိုလွှမ်းဆွနေခဲ့တယ်ဟုတ်ပါတယ်ဝမ်မီသားစုညီအကို၃ယောက်နဲ့လင်းမှုရွှေတို့နဲ့အတူလက်တွေ့တိုက်ခိုက်ရေးလေ့ကျင့်မှုတွေလည်းရှိနေခဲ့တယ်သူ့ရဲ့ဖိအားပေးမှုအောက်မှာဝမ်မီသားစုညီအကို၃ယောက်နဲ့လင်းမှုရွှေတို့ဟာလျင်မြန်စွာတိုးတက်လာခဲ့ကြတယ်ဝမ်ယံဖုံးတင် जा ပေးတော့ကထက်တောင်ပုံမြန်နေသေးတယ်နောက်ဆုံးတော့ထန်ဆန်းကအငယ်ဆုံးသူဖြစ်နေတာကိုဝမ်ညီကို၃ယောက်ရဲ့မျက်လုံးထဲမှာတော့နေ့တိုင်းအငယ်ဆုံးညီလေးရဲ့ရိုက်နှက်တာကိုခံနေရတာကတကယ်ကိုမျက်နှာပူစရာပဲအထူးသဖြင့်လင်းမှုရွှေရဲ့ရှေ့မှာပေါ့အစားအသောက်အပြည့်အဝစားရတာကြောင့်သူတို့ရဲ့ဖွံ့ဖြိုးမှုကပုံမှန်ဖြစ်လာခဲ့တယ်ဝမ်ချောင်ကအသက်ပိုကြီးလို့တော်သေးတယ်ဝမ်ကျုံနဲ့ဝမ်ရှောင်လဲတို့ကပုံမှန်အားဖြင့်လင်းမှုရွှေကိုအများကြီးအာယုံစိုက်ကြတယ်အထူးသဖြင့်ဝမ်ရှောင်လဲရဲ့အပြုအမူကအသက်အရွယ်တူညီတာကြောင့်ပိုပြီးတိတာထင်ရှားလာခဲ့တယ်ပြီးတော့လင်းမှုရွှေကလည်းထန်ဆန်းနဲ့တိတိတာတာပိုပြီးရင်းနှီးလာခဲ့ပြန်တယ်ဒီလိုဆက်ဆံရေးမျိုးရှိနေတော့လက်တွေ့တိုက်ခိုက်ရေးတင်တန်းအတွင်းမှာဝမ်မီသားစုညီအကို၃ယောက်ကထန်ဆန်းကိုအနိုင်ယူဖို့တဘာဝအတိုင်းပိုပြီးစ조사ကြတော့တာပေါ့နောက်တနေ့ညနေချိန်ကြားရောက်လာပြန်သည်ဝမ်ကျုံတရားထိုင်ဝင်သွားပြီးနောက်ထန်ဆန်းကအပြင်ထွက်ပြီးလေ့ကျင့်ဖို့ပြင်ဆင်နေတော့ရုတ်တရက်သူတစုံတစ်ခုကိုကြားလိုက်ရတယ်ချက်ချင်းပဲပြတင်းပေါက်ကနေထွက်လိုက်ပြီးဒုတိယထပ်ကိုတက်သွားခဲ့တယ်ဝမ်ယံဖုံးကအဲ့ဒီမှာစောင့်ရခဲ့ပြီးသားပဲရောက်လာတာကအဲ့ဒီနေ့ကကြားမျက်နှာဖုံးစို့အမျိုးသားဖြစ်နေတော့မယ်သူမျက်နှာဖုံးတစ်ခုကိုထပ်ပြီးဝစ်စင်ထားတဲ့ဝမ်ယံဖုံးကဘာမှမပြောဘဲနှစ်ယောက်သားတိတ်ဆိတ်တဲ့အခန်းစီကိုတန်းတန်းမတ်မတ်သွားလိုက်ကြတယ်တခါပိတ်လိုက်သည်ကြားမျက်နှာဖုံးစို့အမျိုးသားရဲ့အကြည့်ကထန်ဆန်းပေါ်ကိုတိုက်ရိုက်ကျရောက်လာတယ်မင်းရဲ့တောင်းဆိုချက်ကိုအထက်ကအတီးပြုတ်လိုက်ပြီးကနာဦးစီစဉ်ကိုလည်းရေးဆွဲပြီးသွားပြီဝမ်ယံဖုံးကစိတ်လှုပ်ရှားစွာမေးလိုက်တယ်မင်းတို့ဘာလို့ကြမလို့လဲထန်ဆန်းကအခုထိကျငယ်လေးတယောက်ဖြစ်နေသေးပေမဲ့သူကလက်အောက်ခံလောင်းတယောက်လည်းဖြစ်နေပြီရုတ်တရက်ပျောက်ဆုံးသွားရင်သူ့ရဲ့စီမံခန့်ခွဲသူမှာတာဝန်ရှိတယ်အထူးသဖြင့်ရွေးနှုတ်ခြင်းအဖွဲ့အစည်းဖွံ့ဖြိုးလာတာနဲ့အမျှမိစ္ဆာမျိုးနွယ်ကအခုလူသားလက်အောက်ခံတွေကိုအရင်ကထပ်ပိုပြီးတင်းတင်းကြပ်ကြပ်ထိန်းချုပ်လာတယ်ကြားမျက်နှာဖုံးစွန်းတဲ့လူကပြောတယ်ညီလေးဝမ်စိတ်မပူပါနဲ့မင်းလုံးဝပါဝင်ပတ်သက်စေရမှာမဟုတ်ဘူးငါတို့အခြေအနေရှုပ်ထွေးအောင်ဖန်တီးဖို့အစဉ်သင့်ဖြစ်နေပြီအဲ့ဒီလိုရှုပ်ထွေးမှုမျိုးထဲမှာကျငယ်လေးတယောက်ပျောက်သွားတာဒါမှမဟုတ်တေဆုံးသွားတာကတတိထားမိစရာဖြစ်မှာမဟုတ်ဘူးငါတို့ကလည်းဒီခွင့်ရေးကိုအသုံးချပြီးတော့ထန်ဆန်းကိုခေါ်သွားမှာဝမ်ယံဖုံးကပြောတယ်ဘလို့အခြေအနေရှုပ်ထွေးအောင်ဖန်တီးမှာလဲကြားမျက်နှာဖုံးစွန်းတဲ့လူကပြောတယ်ထန်ဆန်းတိုက်ခိုက်ရေးပြိုင်ပွဲမှာတက်ခဲ့တဲ့အဆင့်၄လျက်စီးကြားတစ်ကိုမှတ်မိသေးလားလျက်စီးကြားတစ်မျိုးနွယ်စုနဲ့လေဝံပလွေမျိုးနွယ်စုကတေမထူးရှင်မထူးရန်သူတွေပဲအဲ့ဒီတစ်ခေါက်ပြီးတဲ့နောက်နှစ်ဖက်စလုံးခါလီမြို့ထဲမှာအကြိမ်တော်များများပြိပခဖြစ်ခဲ့ကြတယ်နောက်ပိုင်းတော့မြို့သခင်ရဲ့ပြင်းပြင်းထန်ထန်နှိမ်နင်းတာကိုခံလိုက်ရတယ်ငါတို့ကလျက်စီးကြားတစ်မျိုးနွယ်စုကိုဒီနေရာကိုလာတိုက်ခိုက်အောင်လမ်းကြောင်းပေးဖို့နေလန့်ရှာဖွေမှာဒီအခွင့်အရေးကိုအသုံးချပြီးထန်ဆန်းကိုခေါ်သွားမယ်မင်းသာကိုကာကွယ်နေတဲ့ရွေးပြဿနာမရှိဘူးသူပြောတာကိုကြားတော့ထန်ဆန်းရဲ့မျက်လုံးတွေရုတ်တရက်လင်းလက်သွားတယ်ဒါကတကယ်နေလန့်ကောင်းတစ်ခုပဲလျက်စီးကြားတစ်တွေကလေဝံပလွေမျိုးနွယ်စုရဲ့ရွာတွေမြို့ငယ်တွေကိုတိုက်ခိုက်တာကရန်သူနှစ်ဖက်စလုံးအတွက်တော်တော်လေးပုံမှန်ရပဲဒီနှစ်တွေအတွင်းမှာတိုက်ပွဲငယ်လေးတွေတချို့ရှိခဲ့ဘူးတယ်ဒါပေမဲ့လျက်စီးကြားတစ်တွေကဒီနေရာကအနီးဆုံးရွာနဲ့မိုင်ပေါင်းရာနဲ့ချီဝေးကွာနေလို့ပြိပခတွေကမကြာခဏမဖြစ်တာပဲလျက်စီးကြားတစ်ကလေဝံပလွေကိုတိုက်ခိုက်တာတဘာဝအတိုင်းပဲလူသားလက်အောက်ခံတွေနဲ့ဘာမှမဆိုင်ဘူးပြီးတဲ့နောက်မှာအခြေအနေဘလို့ပဲဖြစ်ဝမ်ယံဖုံးနဲ့လူသားလက်အောက်ခံတွေကိုအပြစ်တင်လို့မရဘူးဒီရွေးနှုတ်ခြင်းအဖွဲ့အစည်းကတကယ်ပဲအရေးချင်းရှိတာပဲဝမ်ယံဖုံးကလည်းတဘာဝအတိုင်းတွေးမိလိုက်ပြီးပြောလိုက်တယ်ပလီပခတ်ရဲ့အတိုင်းတာကအယမ်းမကြီးတင်ဘူးမဟုတ်ရင်ကျွန်တော်တို့လူတွေကိုထိခိုက်မှာစိုးရိမ်နေသူကတဘာဝအတိုင်းလေဝံပလွေမြို့ငယ်ပတ်ဝန်းကျင်မှာနေထိုင်ကြတဲ့လူသားကြွရွာတွေကိုဆိုလိုတာပါသူကလျက်စီးကြားတည့်ရဲ့ရန်ပြူတာကိုခံရမှာစိုးရိမ်နေတာငါတို့တေချာပေါက်ထိန်းချုပ်မှာပါဒီတစ်ခေါက်ငါတို့ရဲ့အကြီးအကဲတယောက်ကိုယ်တိုင်ဦးစီးမှာအကယ်လေးလမ်းကြောင်းလွဲချော်မှုရှိခဲ့ရင်အကြီးအကဲကကိုယ်တိုင်ဝင်ရောက်လှုပ်ရှားပါလိမ့်မယ်ကြားမျက်နှာဖုံးစွန်းတဲ့အမျိုးသားကလေးနက်စွာပြောလိုက်တယ်ဝမ်ယံဖုံးကခေါင်းညိတ်လိုက်ပြီးထန်ဆန်းကိုကြည့်လိုက်တယ်ထန်ဆန်းကလည်းခေါင်းညိတ်လိုက်ပြီးကျွန်တော်အဆင်ပြေပါတယ်လို့ပြောလိုက်တယ်ကြားမျက်နှာဖုံးစွန်းတဲ့လူကပြောတယ်ကောင်းပြီငါမင်းတို့ကိုအသေးစိတ်အစီအစဉ်ကိုအခုပြောပြမယ်ညီလေးဝမ်မင်းနဲ့ထန်ဆန်းကလွဲပြီးဘသူ့ကိုမှမပြောပြပါနဲ့မင်းရဲ့ဇနီးအပါဝင်ပေါ့ဒါကအနာဂတ်မှာမင်းရဲ့ဘေးကင်းလုံခြုံမှုအတွက်အရန်အရေးကြီးတယ်မင်းပါကိုဆိုလိုတလဲဆိုတာမင်းနားလည်ပါတယ်
အင်းငါနားလဲပါတယ်ကြားမျက်နှာဖုံးစွန်းတဲ့အမျိုးသားကသူ့ရင်ဘတ်ထဲကနေတားရည်လေးတစ်ခုကိုထုတ်လိုက်တယ်ဖြတ်လိုက်တဲ့အခါမြေုံတစ်ခုဖြစ်နေတာကိုတွေးလိုက်ရတယ်ဒီမြေုံကအံ့စရာကောင်းလောက်အောင်လေဝံပလွေမြို့ငယ်နဲ့လေဝံပလွေမြို့ငယ်ပတ်ဝန်းကျင်ကမြေမျက်နှာတွင်ပြင်ပဲကြားမျက်နှာဖုံးစွန်းအမျိုးသားကထန်ဆန်းကိုကြည့်လိုက်ပြီးမင်းနားလဲလားထန်ဆန်းကငုံကြည့်လိုက်ပြီးအလဲဘိုးနေရာကိုလက်ညှိုးထိုးပြရင်ပြောလိုက်တယ်ဒါကျွန်တော်တို့မြို့ငယ်လားဟုတ်တယ်ဒါလေဝံပလွေမြို့ငယ်ပဲဒီဘက်ကခါလီမြို့ကိုသွားတယ်လမ်းဒီဘက်ကမင်းတို့လေဝံပလွေမြို့ငယ်တဲကအဆင့်9ဝံပလွေမိစ္ဆာတခင်ကြီးနေထိုင်တဲ့နေရာဒီမှာကအဆင့်6အကြီးကဲလျက်စီးကြားတစ်တွေဝင်တိုက်တာနဲ့သူတို့တေချာပေါက်လှုပ်ရှားကြလိမ့်မယ်အာယုံဆိုင်မှုအားလုံးကအဲ့ဒီဘက်ကိုဆွဲဆောင်သွားလိမ့်မယ်ငါတို့ရဲ့ကနာဝစီစဉ်ကလျက်စီးကြားတစ်ကိုဒီဘက်ကနေတိုက်ခိုက်အောင်လမ်းကြောင်းပေးဖို့ပဲဒီဘက်ကပလိပခတ်ရဲ့အရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုလည်းဖြစ်လိမ့်မယ်ညီလေးဝံမင်းအဲ့ဒီနေ့ကျရင်မင်းရဲ့လက်အောက်ခံတွေအားလုံးကိုစူးစီးထားရမယ်မတော်တဆထိခိုက်ဒဏ်ရာရတာကိုရှောင်ရှားဖို့အပြင်မထွက်ပါနဲ့ဟိုဘက်မှာတိုက်ပွဲဆက်တာနဲ့တေချာပေါက်အချက်ပေးတံပေါ်လာလိမ့်မယ်ထန်ဆန်းမင်းကဒီလိုလို့အချက်ပေးတံပေါ်လာပြီးတဲ့နောက်မင်းစိတ်ထဲကနေတိတ်တဆိတ်စပြီးရေတွက်လိုက်အဆက်ကနေငါရဲ့လက်ရှိစကားပြောနှုန်းအတိုင်းတစ်နှစ်345ပြီးတော့300အထိရေတွက်ပြီးရင်မင်းအိမ်ကနေထွက်ပြီးမြို့ငယ်ရဲ့အနောက်ဘက်ကိုပြေးမင်းရဲ့ထွက်ခွာမှုကိုပူပေါင်းကူညီပေးဖို့အတွက်အဲ့ဒီအချိန်မှာငါတို့ကလျက်စီးကြားတစ်တွေကိုလေဝံပလွေမြို့ငယ်တဲကိုဝင်ရောက်ဖို့ကူညီပေးမယ်ဒါကပရန်ပါတာအခြေအနေကိုဖြစ်စေလိမ့်မယ်ညီလေးဝံအဲ့ဒီအချိန်ကျရင်ပေါ်ပေါ်ဆဆမလုပ်ဖို့တတိယရမယ်တခြားလက်အောက်ခံတွေကိုကောင်းကောင်းဂယူးဆိုင်ပါအနီးနားမှာလျက်စီးကြားတစ်တကောင်ရှိနေခဲ့ရင်ခင်များတိုက်ခိုက်ချင်ရင်တိုက်ခိုက်နိုင်တယ်အကယ်၍လျက်စီးကြားတစ်မျိုးနွယ်စုရဲ့လက်အောက်ခံတယောက်နဲ့တွေ့ခဲ့ရင်ကျေးဇူးပြုပြီးသူတို့ကိုမတက်ပါနဲ့အဲ့ဒီထဲမှာကျွန်တော်တို့လူတွေရှိလိမ့်မယ်ထန်ဆန်းမင်းမြေပုံပေါ်ကနေရာကိုတေချာမှတ်ထားရမယ်ငါတို့ဒီနေရာမှာတွေ့ဆုံကြမယ်ငါကိုယ်တိုင်မင်းကိုစောင့်နေမယ်ပြီးရင်ငါတို့ဒီနေရာကနေခါလီမြို့ကိုထွက်ခွာကြမယ်ညီလေးဝံတိုက်ပွဲပြီးသွားတဲ့နောက်မင်းကလျက်စီးကြားတစ်ကထန်ဆန်းကိုဖမ်းခေါ်သွားတယ်လို့ပဲပြောလိုက်ပါမင်းလေဝံပလွေတခင်ကြီးစီမှာငိုတော်ငိုပြနိုင်သေးတယ်ငါတို့အစီအစဉ်ကပြီးပြည့်စုံသွားပြီအဲ့ဒီခိုက်တက်မှာကြားမျက်နှာဖုံးစွပ်အမျိုးသားကအစီအစဉ်တစ်ခုလုံးကို3ချိန်တိုင်ထက်ခါတလဲလဲပြောပြခဲ့တယ်နေရာတိုင်းနဲ့အချိန်တိုင်းအပါအဝင်ထန်ဆန်းနဲ့ဝမ်ယံဖုံးတို့နဲ့ထက်ခါတလဲလဲအတီးပြုတ်ခဲ့ရပြီးတော့သူတို့တေချာရှင်းရှင်းလင်းလင်းမှတ်မိသွားအောင်သူတို့ကိုပြန်ပြောခိုင်းခဲ့တယ်အစီအစဉ်ကဒါပဲငါတို့ကနာဟုတ်အစီအစဉ်အရာ3ရက်အတွင်းမှာဆောင်ရွက်ဖို့စီစဉ်ထားတယ်နောက်2ရက်နေရင်ငါထက်လာပြီးမင်းတို့နဲ့နောက်ဆုံးအချိန်ကိုအတီးပြုတ်မယ်ထန်ဆန်းအဲ့ဒီအချိန်ကျရင်မင်းနဲ့အတူဘာမှယူမလာဖို့တတိယပါမင်းတိတ်တဆိတ်ပဲလက်ထွက်သွားရုံပဲအချိန်လွဲလို့မဖြစ်ဘူးဘာလို့လဲဆိုတော့ငါတို့ကအချိန်ကွာဟမှုတစ်ခုကိုဖန်တီးရမှာမို့လို့ပဲမင်းသာနောက်ကျသွားပြီးလျက်စီးကြားတစ်တွေနဲ့တကယ်တွေ့သွားခဲ့ရင်ထွက်သွားဖို့ခက်သွားလိမ့်မယ်ငါတို့အစီအစဉ်ကလည်းကြာရှုံးသွားပြီးငါဆိုလိုတာကိုနားလည်ရဲ့လားထန်ဆန်းကခေါင်းငိတ်လိုက်တယ်ကျွန်တော်နားလည်ပါတယ်ကြားမျက်နှာဖုံးစွန်းတဲ့လူကကျေနပ်စွာနဲ့ပြောလိုက်တယ်ကောင်းပြီဒီနေ့အတွက်ဒီလောက်ပါပဲနောက်2ရက်နေရင်ငါထက်လာခဲ့မယ်ကြားမျက်နှာဖုံးစွန်းတဲ့အမျိုးသားကိုလွတ်လိုက်ပြီးတဲ့နောက်ဝမ်ယံဖုံးကထန်ဆန်းကိုရှုပ်ထွေးတဲ့မျက်လုံးတွေနဲ့ကြည့်လိုက်ပြီးဒီလောက်မြ мян ရောက်လာလိမ့်မယ်လို့ငါမထင်ထားခဲ့ဘူးထန်ဆန်းကတိတ်ဆိတ်နေခဲ့တယ်တကယ်တော့သူ့မြင်မှာရွေးနှုတ်ခြင်းအဖွဲ့အစည်းကသူ့လိုကျငယ်လေးတယောက်ကိုခေါ်သွားဖို့ပြင်ဆင်တာလောက်ဝက်လောက်အချိန်ယူခဲ့တာဒါကအချိန်ကြာကြီးပဲတေချာပေါက်မ мян ဘူးကံကောင်းတာကအစီအစဉ်တွေကတော်တော်လေးစစ်ဆက်တေချာတယ်ဝမ်ယံဖုံးကသူစကားမပြောတာကိုကြည့်နေရင်ရှေ့ကိုရှောက်သွားပြီးသူ့ပခုံးတွေကိုစုပ်ကင်ကသူ့ကိုအားရပါရပွေ့ဖက်လိုက်တယ်သွားမင်းဟိုဘက်ကိုသွားတင်တယ်မင်းရဲ့ပါရမီနဲ့မင်းလူသားတွေအတွက်ပိုပြီးလှုပ်ဆောင်ပေးတင်တယ်အကယ်၍မင်းဖြည့်ရှင်းလို့မရနိုင်တဲ့အနေရနဲ့ကြုံတွေ့ခဲ့ရင်ပြန်လာဖို့နေလန်းရှာလိုက်ပါမင်းမှာကြိုးချောင်းစီလျော်တဲ့အထောက်ထားမရှိရင်တောင်ဆရာကမင်းကိုဒီနေရာမှာကာကွယ်ပေးနိုင်တယ်ဒါကမင်းရဲ့ထာဝရအိမ်ပဲဆရာကျွန်တော်ပြန်လာခဲ့ပါမယ်ထန်ဆန်းကလေးနက်စွာပြောလိုက်တယ်ဝမ်ယံဖုံးကအနှဲငယ်ပြုံးလိုက်ပြီးတကယ်လို့ဟိုဘက်ကတကယ်ကောင်းတယ်ဆိုရင်မင်းနာကတ်မှာသူတို့ကိုလည်းခေါ်သွားလိုက်ပါကောင်းပါပြီထန်ဆန်းကဝမ်ယံဖုံးဘသူတွေကိုရည်ညွှန်းနေတယ်လဲဆိုတာတေချာပေါက်တည်တယ်ဝမ်ယံဖုံးကအသက်ပြင်းပြင်းရှူလိုက်တယ်ငါတကယ်ပဲတစ်ခုခုလုပ်တင်ပြီဒီတစ်ခေါက်ကနေဆက်လိုက်ကြရအောင်သူတို့မင်းကိုချောချောမွေ့မွေ့ခေါ်သွားနိုင်တဲ့၍ငါရွေးနှုတ်ခြင်းအဖွဲ့ကိုဝင်ဖို့တရားဝင်သဘောတူလိုက်မယ်ပြီးတော့ဒီနေရာမှာသူတို့ရဲ့သတင်းပေးဖြစ်နေပေးမယ်ဆေးရထန်ဆန်းနှွေးထွေးမှုကိုခံစားလိုက်ရတယ်သူ့စိတ်ထဲမှာဝမ်ယံဖုံးကဘယ်တော့မှကြောက်တတ်တဲ့လူတစ်ယောက်မဟုတ်ခဲ့ဘူးသူကသူ့ရဲ့မျိုးနွယ်စုဝင်တွေကိုကာကွယ်ဖို့သူလုံနိုင်တာကိုပဲလုံနေခဲ့တာဒါကမစင်မချင်းအပြင်ထွက်ပြီးတေချောင်းကြံတဲ့သူတွေထက်အများကြီးပိုကောင်းတယ်တောင်တန်းတွေနဲ့တောအုပ်တွေထဲမှာလင်းမြန်ဖြက်လက်တဲ့ပုံရိပ်တစုလင်းမြန်စွာဖြတ်တန်းသွားလာနေကြတယ်ပုံရိပ်တိုင်းကတွဲလျပြီးအစွမ်းထက်ကလွတ်လပ်စွာလှုပ်ရှားနိုင်တဲ့တစ်ပင်တွေကသူတို့အတွက်အာယူဖို့နေရာတစ်ခုသာဖြစ်လာလိမ့်မယ်ဒါပေမဲ့သူတို့ရဲ့ရှေ့ဆက်ချီတက်မှုကိုတားဆီးနိုင်ခြင်းမရှိဘူးသူတို့အားလုံးမှာအဝါရောင်တန်းတဲ့အညိုရောင်အမတ်အသားတွေရှိကြပြီးဒေါင်လိုက်ခုံလိုက်တိုင်းမီတာ10ကနန်းအထိခုန်တက်နိုင်တယ်မကြာမီပဲသူတို့ကတောအုပ်ကိုဖျက်ကျော်ပြီးလမ်းမပေါ်ကိုဝင်ရောက်လာကြတယ်ပုံရိပ်ပေါင်း100နီးပါးလင်းမြန်စွာဆူဆီးသွားကြတယ်
ရှေ့ဆုံးကဥဆောင်သူကမတ်တက်ရက်လိုက်တော့အရက်3မီတာကျော်မြင့်မာပြီးသူ့ရဲ့တွယ်လျတဲ့ခန္ဓာကိုယ်ကခွန်အားတွေနဲ့ပြည့်နှက်နေကသူ့ရဲ့မျက်လုံးတွေထဲမှာတောက်ပတ်တဲ့အဝါရောင်အလင်းတန်းတွေလင်းလက်နေတဲ့ခန္ဓာကိုယ်မတ်မက်ရက်လိုက်တာနဲ့လက်နှစ်ဖက်ကချွန်ထက်တဲ့လက်သေးတွေဖြင်းချင်းစွာပြန်လဲရုပ်သိမ်းသွားတယ်ဒါကအစွမ်းထက်တဲ့လျှက်စီးကြားတစ်တကောင်ဖြစ်တယ်သူ့နောက်မှာပုံရိပ်တစ်ယောက်ပြီးတစ်ယောက်စုယုံလာကြပြီးသူ့ကိုဗဟိုပြုထားတာကထင်ရှားတယ်ဒီဘက်လာဥဆောင်သူလျှက်စီးကြားတစ်ကရှေ့ကိုလက်ညှိုးထိုးပြလိုက်တယ်သူ့ထက်များစွာအရက်ပူတဲ့ပုံရိပ်တစ်ခုသူ့စီကိုလင်းမြန်စွာရောက်လာပြီးညင်သာစွာခေါင်းညိတ်လိုက်တယ်တခင်ရှိုင်းနှင်းဒီနေရာတေချာပါတယ်အဲ့ဒီနေရာကိုလေဝံပလွေမြို့ငယ်လို့ခေါ်ပါတယ်ရှိုင်းနှင်းရဲ့မျက်လုံးတွေထဲမှာကြောက်မက်ဖွယ်အလင်းရောင်တစ်ချက်ဖြတ်ပြေးသွားပြီးအဝါရောင်မျက်လုံးတွေထဲမှာအနီရောင်ခက်ဖြော့ဖြော့ခုန်ပေါက်နေတယ်လေဝံပလွေတင်နာကြနာနဲ့လိုက်ခဲ့ကြဟူပြောလိုက်တဲ့အတိုင်းရုတ်တရက်လက်ဝေရမ်းလိုက်ပြီးပထမဆုံးခုန်ထွက်သွားရအခြားလျက်စီးကြားတစ်တွေလည်းထို့အတူအားလုံးရဲ့မျက်လုံးတွေမှာကြောက်မက်ဖွယ်အမူအရာတွေထင်ဟပ်နေပြီးသူ့နောက်ကိုလင်းမြန်စွာလိုက်ပါသွားကြတယ်စောစောကရှိုင်းနှင်းနဲ့စကားပြောခဲ့တဲ့လျက်စီးကြားတစ်ရဲ့ခန္ဓာကိုယ်ပေါ်ကအမွှေးမြင်တွေအနှဲငယ်ရော့ကျသွားပြီးလူသားနဲ့တူတဲ့မျက်နှာတစ်ခုပေါ်ထွက်လာတယ်ဒါပေမဲ့မကြာမီပဲသူလျက်စီးကြားတဲ့အသွင်ပြောင်းခြင်းကိုတဖန်ပြန်လဲအသုံးပြုလိုက်ပြီးလျက်စီးကြားတဲ့အဖွဲ့တဲကိုမိမိပြန်လဲပေါင်းစည်းဝင်ရောက်သွားစေတယ်လျက်စီးကြားတွေကမိစ္ဆာတွေထဲမှာအထူးတလဲအစွမ်းထက်တဲ့မျိုးနွယ်စုမဟုတ်ပေမဲ့လျက်စီးကြားရာပေါင်းများစွာအတူတကွလှုပ်ရှားကြရင်ဒီလမ်းမကြီးပေါ်မှာပြေးလွှားနေကြတော့အချို့သောအင်အားကြီးမိစ္ဆာတွေအတွက်တောင်ကြောက်မက်ဖွယ်ထဲဝါတဲ့အငွေ့သက်ရှိနေစေဖြစ်တယ်သူတို့ကိုတယောက်တည်းတွေ့ဆုံမိရင်တောင်အနှဲငယ်ရှောင်တိန်ကြလိမ့်မယ်ထင်ရှားတာကဒီလျက်စီးကြားတွေရဲ့အငွေ့သက်ကအနှဲငယ်မာယွင်းနေတယ်လျက်စီးကြားတွေကအလွန်လျင်မြန်တဲ့သူတို့ကအချိန်တိုအတွင်းပြေးလွှားရမှာပုံမိုထူးချုံပြီးပုံမိုအားကောင်းတဲ့ပောက်ကွဲအားရှိပေမဲ့ပြေးလွှားရမှာပုံမိုကောင်းမွန်ကြတယ်ပောက်ကွဲအားအပြည့်မထုတ်သုံးရင်တောင်သူတို့ရဲ့အမြန်နှုန်းကတာမန်မိစ္ဆာတွေထက်များစွာပုံမိုလျင်မြန်တဲ့ကြားတစ်မိစ္ဆာကမြေပြင်ပေါ်ကအမြန်နှုန်းရဲ့ဘရင်အဖြစ်အမြဲရှိနေခဲ့တယ်သူတို့တဖန်ပြန်လဲရက်တက်လိုက်တဲ့အခါနေဝင်စေးစာအချိန်ဖြစ်နေခဲ့ပြီးရှိုင်းနှင်းကအရှိန်လျှော့လိုက်ပြီးတစ်ပင်ကြီးတစ်ပင်အောက်မှာရက်တက်လိုက်တယ်သူကသူ့ရဲ့ညာဘက်ရှေ့လက်ကိုမြောက်လိုက်တော့သူ့နောက်ကလျက်စီးကြားတစ်တွေတကောင်ပြီးတကောင်ရက်တန့်သွားကြပြီးသူ့ရဲ့ပတ်လည်မှာစုယုံလာကြကထိုနေရာမှာတင်အနားယူပြီးညဘက်လှုပ်ရှားဖို့စောင့်ဆိုင်ကြဒီတစ်ခေါက်အောင်မြင်မှုပဲရှိရမယ်ရှုံးနိမ့်မှုမရှိစေနဲ့ရှိုင်းနှင်းရဲ့အတန်ကအေးဆက်တဲ့အငွေ့သက်တွေနဲ့ပြည့်နှက်နေတယ်လျက်စီးကြားတဲ့အများပြားနေရာခွဲထွက်သွားကြပြီးအနားယူဖို့နေရာရှာဖွေကြတယ်လမ်းတစ်လျှောက်လုံးပြေးလွှားလာခဲ့ရလို့မျိုးရိုးသွေးစွမ်းအားကုံဆုံးမှုများပြားခဲ့ရာအကောင်းဆုံးအခြေအနေကိုညှိယူဖို့ဒီခွင့်ရေးကိုအသုံးချပြီးအနားယူနိုင်တယ်ကြက်မုံဒီကိုလာခဲ့ရှိုင်းနှင်းကအေးဆက်စွာအော်ဟစ်လိုက်တယ်လျက်စီးကြားတစ်တကောင်လင်းမြန်စွာရောက်လာတယ်သူ့ရဲ့ခန္ဓာကိုယ်ပေါ်ကအမွှေးမြင်တွေတိတ်တဆိတ်ပျောက်ကွယ်သွားပြီးသူ့ရဲ့ပုံရိပ်ကပုံမိုပိန်လီသွားတယ်သူကလူသားပုံစံဖြစ်ကိုပြောင်းလဲသွားပြီးလူသားလက်အောက်ခံတူဖြစ်တယ်သူကရှိုင်းနှင်းကြားတစ်ရဲ့ရှေ့မောက်မှာယိုသေးစွာဥညွတ်အယိုသေးပြုတ်လိုက်တယ်တခင်ရှိုင်းနှင်းမြေုံကိုကြည့်ရှိုင်းနှင်းကသူ့ကိုလက်ဝေရမ်းပြလိုက်တယ်ကျက်မုံကသူ့ရဲ့ရင်ဘတ်ထဲကနေတားရည်မြေပုံတစ်ချက်ကိုလင်းမြန်စွာထုတ်ယူလိုက်ပြီးရှိုင်းနှင်းရဲ့ရှေ့မှာဖြန့်ကင်းလိုက်တဲ့အပေါ်ကပုံစံကိုလက်ညှိုးထိုးပြရင်တဖြည်းဖြည်းဝင်ရောက်နေတဲ့နေမင်းကိုကြည့်လိုက်တယ်ကြည့်ပါသခင်ကြီးကျွန်တော်တို့အခုဒီနေရာမှာရှိတင်ပါတယ်ကျွန်တော်တို့လေဝံပလွေမြို့ငယ်နဲ့10ကီလိုမီတာတောင်မဝေးတော့ပါဘူးဒီနေရာကနေဆို10မိနစ်လောက်ဆိုရောက်ပါပြီသခင်ကြီးတို့အနားယူပြီးသွားရင်ကျွန်တော်တို့အချိန်မရွေးသွားလို့ရပါပြီရှိုင်းနှင်းကမြေပုံကိုကြည့်လိုက်ပြီးမင်းဒီနေရာမှာတေချာလို့လားလမ်းမခေါ်သွားရင်အကျိုးဆက်ကိုမင်းသိတယ်မလားကျက်မုံကရိုးသားမှုနဲ့ကြောက်ရွံ့နှုံလုံးမှုနဲ့ပြောလိုက်တယ်ကျွန်တော်တေချာပါတယ်သခင်ကြီးကျွန်တော်သူတို့ဒီကိုလာပြီးဒီမြို့ရဲ့ဝင်သွားတာကိုတကယ်တွေ့ခဲ့ပါတယ်ကြည့်ပါဦးကျွန်တော်တို့အရင်ညှိနှိုင်းတင်လားသူတို့ခင်များရဲ့လူကိုဖမ်းခေါ်သွားတာဟုတ်မဟုတ်ကြည့်တင်လားရှိုင်းနှင်းရဲ့မျက်လုံးတွေကြောက်မက်ဖွယ်ရာလင်းလက်သွားတယ်ညှိနှိုင်းမယ်ဘာကိုညှိနှိုင်းเสียရှိလို့လဲအဲ့ဒီကောက်ကျစ်တဲ့လေဝံပလွေတွေကအမှန်တရားကိုပြောလိုက်မယ်လို့မင်းထင်နေလားသွားရှာမြို့ငယ်လေးတစ်ခုပဲငါမိုးမွန်အောင်လုပ်နိုင်မယ်လို့မယုံဘူးငါကိုတက်တေတာရှာပေးငါသူတို့မြို့ကိုဖျက်ဆီးပစ်မယ်နိုင်လိုမင်းထက်ဆန်တဲ့အငွေ့အသက်ကရှိုင်းနှင်းစီကနေထွက်ပေါ်လာပြီးသူ့ရဲ့မျက်လုံးတွေထဲကအဝါရောင်အလင်းတန်းကခက်ဖြော့ဖြော့ရွှေရောင်အလင်းတန်းနဲ့လင်းလက်နေတယ်ကျက်မုံကအလျင်မြန်ခေါင်းကုန်းလိုက်ပြီးရိုသေးစွာပြောလိုက်တယ်အားလုံးသခင်ကြီးရဲ့အလိုတိုင်းပါပဲရှိုင်းနှင်းကကျေနပ်စွာခေါင်းညိတ်လိုက်ပြီးမင်းလဲသွားနာတော့ဒီတစ်ခေါက်သာရှာတွေ့ခဲ့ရင်မင်းကိုမှတ်မိနေမှာပါဟုတ်ကဲ့သခင်ကြီးကျက်မုံချကသူ့ဘေးနားကထောက်တနေရာကိုရှာဖွေလိုက်ပြီးတစ်ပင်ကြီးတစ်ပင်အောက်မှာကြောမိပြီးထိုင်ချလိုက်ကသူ့ရဲ့ညာလက်ကတစ်ပင်ပေါ်ကိုတိတ်တဆိတ်နောက်ပြန်ဖိနှိပ်လိုက်ပြီးသူ့ရဲ့လက်ချောင်းတွေတွန်းကွေးကတစ်ပင်ပေါ်မှာအမတ်အသားနှဲငယ်ချန်ထားခဲ့တယ်ကောင်းကင်ကတဖြည်းဖြည်းမောင်မိုက်လာပြီးညနေကိုရောက်လာတယ်ရှိုင်းနှင်းကအတန်တိုးနဲ့ဟိန်းဟောက်လိုက်တဲ့အနားယူနေကြတဲ့လျက်စီးကြားတစ်တွေခုန်ထလိုက်ကြပြီးသူ့ရဲ့ပတ်လည်မှာစုယုံလာကြတယ်ကျက်မုံမင်းလန်းပြရှိုင်းနှင်းကအေးဆက်စွာအော်ဟစ်လိုက်တယ်ဟုတ်ကဲ့ကျက်မုံကလင်းမြန်စွာလျက်စီးကြားတဲ့အသွင်ပြောင်းခြင်းကိုပြောင်းလိုက်တဲ့စစ်မှန်တဲ့လျက်စီးကြားတဲ့နဲ့ကွာခြားချက်ရှိနေသေးပေမဲ့အမောင်ထဲမှာဂယုတစိုက်မကြည့်ရင်ခွဲခြားဖို့မလွယ်ကူလာဘူးသူကလက်တစ်ဖက်မှာမြေပုံကိုကင်ထားရင်းနေရာကိုရှာဖွေကာရှေ့ကိုလင်းမြန်စွာရွေ့ရသွားတယ်လျက်စီးကြားတစ်တွေကသူတို့ရဲ့ဦးနောက်ကိုအလွန်ကြုံသုံးပြုလိုတဲ့မိစ္ဆာတွေမဟုတ်ကြဘူးမိစ္ဆာအားလုံးဉာဏ်ရည်ပွင့်လင်းကြပေမဲ့
ဉာဏ်ပညာအဆင့်တန်းမတူညီကြဘူးအလွန်ဉာဏ်ကောင်းတဲ့မိစ္ဆာချို့လည်းရှိကြပေမဲ့မိစ္ဆာများစုကသူတို့ရဲ့စွမ်းအားကိုတိုးတက်စေဖို့ပုံမကြိုးပမ်းကြပြီးတွေးတော့ရမှာမတော့ကြဘူးဥပမာလျက်စီးကြားတဲ့အတွက်မြေပုံကြည့်ခြင်းကဒုက္ခများတဲ့အရာတစ်ခုဖြစ်တယ်ဒီကိစ္စရက်တွေမှာလူသားလက်အောက်ခံတွေရဲ့စွမ်းဆောင်ရည်ကသူတို့ကိုကျေနပ်စေတယ်ဒါကမျိုးနွယ်စုအားလုံးမှာရေဘူးရအားဖြင့်လူသားလက်အောက်ခံအချို့ရှိနေကြတဲ့အကြောင်းရင်းလည်းဖြစ်တယ်ဒါကရိုးရှင်းတဲ့အရာတွေကိုကင်တွယ်ဖို့သူတို့ကိုအသုံးပြုနေတာဖြစ်တယ်ကျက်မုံကတဘာဝအတိုင်းမားယွင်းစွာမှတ်မိမှာမဟုတ်ဘူးလျက်စီးကြားတဲ့အတွက်10 ကီလိုမီတာကဖြင်းညင်းစွာပြေးရင်တောင်အချိန်ကြာကြီးကြာမြင့်မှာမဟုတ်ဘူးမကြာမီပဲသူတို့ကမြူကိုးတွေဖုံးလွှမ်းနေတဲ့ရွာတွေနဲ့မြို့ငယ်တွေကိုတွေ့မြင်လိုက်ရတယ်သူတို့မသိခဲ့တာကကျက်မုံယူဆောင်လာတဲ့လမ်းကလူသားကျွန်တွေနေထိုင်တဲ့ရွာကိုတိုက်ဆိုင်စွာပဲရှောင်ကွင်းသွားခဲ့တာဖြစ်တယ်လူသားကျွန်တွေဒီလျက်စီးကြားတစ်တွေရဲ့ဒေါသတင်တာကိုခံရမှာကိုရှောင်ရှားဖို့အတွက်ဖြစ်တယ်မိစ္ဆာမျိုးနွယ်စုအသီးသီးအတွက်ကျွန်တွေနဲ့တိရစ္ဆာန်တွေကကွာခြားခြင်းမရှိပဲအချင်းချင်းရဲ့ကျွန်တွေကိုလူရက်ချင်းကတာမန်ဖြစ်အပြက်တစ်ခုဖြစ်တယ်နှစ်ဖက်စလုံးရန်လိုနေကြပြီးဖြစ်တဲ့အခါဒါကအထူးသဖြင့်မှန်ကန်တယ်ရှိုင်းနင်းကရှေ့မလန်းမကန်းကမြို့ငယ်ကိုတွေးလိုက်ရတော့သူ့ရဲ့မျက်လုံးတွေကြောက်မက်ဖွယ်ရာလင်းလက်သွားပြီးသူ့ရဲ့ရှေ့လက်ကိုမြောက်ကကျက်မုံရဲ့ပခုံးကိုပုတ်လိုက်တယ်သူ့ရဲ့လမ်းပြမှုအပေါ်ကျေနပ်နေတာကထင်ရှားတယ်တခင်ကြီးဒီနေရာဖြစ်ပါတယ်ကျက်မုံကယိုသေးစွာပြောလိုက်တယ်ရှိုင်းနင်းကခေါင်းငိတ်လိုက်ပြီးသူ့ရဲ့ညာဘက်ရှေ့လက်ကိုမြောက်လိုက်တော့သူ့နောက်ကလျက်စီးကြားတစ်တွေဘေးဘက်တွေကိုခွဲထွက်သွားကြပြီးရက်တန့်လိုက်ကြတယ်ရှိုင်းနင်းကသူ့ရဲ့မျက်လုံးတွေကိုဖြင်းညင်းစွာပိတ်လိုက်တယ်ဒီခိုက်တက်မှာပဲမင်းရဲ့ခန္ဓာကိုယ်ပေါ်ကအဝါရောင်အမတ်သားတွေကခက်ဖြော့ဖြော့အဝါရောင်အလင်းဝိုင်းကိုထုတ်လွှတ်လာပြီးအမတ်သားတစ်ခုချင်းစီကအသက်ဝင်လာသလိုဖြစ်ကအလင်းဝိုင်းလေပတ်မှုနဲ့အညီညင်သာစွာစီးကျက်ကြလှုပ်ရှားနေတယ်ဒီခံစားချက်ကအလွန်ထူးဆန်းတဲ့ကြက်မုံအပါဝင်ရှိနေတဲ့လျက်စီးကြားတစ်တွေအားလုံးကသူတို့ရဲ့ခန္ဓာကိုယ်ရဲ့သွေးတွေကတစုံတစ်ခုရဲ့နှိုးဆိုတာကိုခံလိုက်ရသလိုတိတိတသာပူလောင်လာတာကိုရှင်းရှင်းလင်းလင်းခံစားလိုက်ရတယ်လေဝံပလွေမြို့ငယ်ထဲမှာညစာစားပြီးနောက်ထန်ဆန်းကိုဝမ်ရံဖုံးကအပေါ်ထက်ကိုခေါ်လိုက်တယ်ဒီနေ့ကသူတို့ကြားမျက်နှာဖုံးဆိုအမျိုးသားနဲ့သဘောတူထားတဲ့အချိန်ဖြစ်တယ်ဒီခိုက်တက်မှာထန်ဆန်းရဲ့နှလုံးသားရုပ်တရက်လှုပ်ရှားသွားပြီးသူ့ရဲ့ခန္ဓာကိုယ်ထဲကလျက်စီးကြားတဲ့နဲ့သက်ဆိုင်တဲ့တစိတ်ကတိတိတသာပူလောင်လာကသူ့ရဲ့သွေးတွေစူပွက်လာသလိုဖြစ်နေတယ်သူဒီတစိတ်ရဲ့စိတ်မရှည်တဲ့လှုပ်ရှားမှုကိုနှိမ်နင်းဖို့ရွှမ်းချမ်းတန်းချမ်းကိုအလင်းအမြန်အသုံးပြုလိုက်တယ်ဘာဖြစ်ခဲ့တာကိုသူမသိပေမဲ့ဒါကလျက်စီးကြားတဲ့မျိုးနွယ်ဖြစ်တယ်ဆိုတာသူခံမှန်းမိနိုင်တယ်မြို့ငယ်အပြင်ဘက်ရှိုင်းနင်းရဲ့ခန္ဓာကိုယ်ပေါ်ကအဝါရောင်အလင်းနှန်းကဖြင်းညင်းစွာစူးစီးသွားပြီးသူ့မျက်လုံးတွေကိုတဖန်ပြန်ဖွင့်လိုက်တဲ့အခါမျက်လုံးတွေကနီးရဲတဲ့ကြောက်မက်ဖွယ်ရာအသွင်နဲ့ပြည့်နှက်နေတယ်ဒီနေရာမှာပဲငါလူတွေရဲ့အငွေ့သက်ကိုခံစားမိတယ်သူတို့ကအားနေနေတော့မယ်ဒါပေမဲ့သူတို့တကယ်ရှိနေတယ်တောက်ကောင်တွေဒီနေရာပဲငါနဲ့အတူဝင်တိုက်ကြမြို့ကိုရှာဖွေကြဓားစီးသူရှိရင်တနာညာတာမှုမရှိပဲတက်ပြစ်ရှိုင်းနင်းကအော်ဟစ်လိုက်ပြီးခန္ဓာကိုယ်ပုံရိပ်တစ်ချက်လင်းလက်သွားကလေဝံပလွေမြို့ငယ်ရှိရာဘက်ကိုပြေးဝင်သွားတယ်သူ့နောက်ကလျက်စီးကြားတစ်တွေကလည်းတကောင်ပြီးတကောင်အတန်တိုးနဲ့ဟိန်းဟောက်လိုက်ကြပြီးသူ့နောက်ကလိုက်ပါကလေဝံပလွေမြို့ငယ်စီကိုလျက်စီးလိုပြေးဝင်သွားကြတယ်လေဝံပလွေမြို့ငယ်ရဲ့ကာကွယ်ရေးကအမြဲတမ်းအတော်လေးပေါ်ရော့နေခဲ့တယ်နောက်ဆုံးတော့ဒီနေရာပတ်ဝန်းကျင်ကကျေပြက်တဲ့ဧရိယာကတော့ဖြစ်တယ်အနီးဆုံးလျက်စီးကြားတစ်မျိုးနွယ်စုကမိုင်ပေါင်းရာနဲ့ချီဝေးကွာပြီးကာကွယ်စောင့်ကြပ်စရာဘာမှမရှိဘူးဒါပေမဲ့ရှိုင်းနင်းရဲ့ဟိန်းဟောက်တန်ထွက်ပေါ်လာတဲ့အခါသူမရဲ့နေအိမ်မှာညစာစားသုံးဖို့ပြင်ဆင်နေတဲ့လေဝံပလွေမြို့ငယ်ရဲ့အကြီးအကဲရစပူရောဟိမရဲ့နောက်ကြည့်နေတဲ့မျက်လုံးတွေကချက်ချင်းခဲကျသွားတယ်သူမရုတ်တရက်လက်မြောက်လိုက်တော့လေပြင်းတစ်ချက်ကသူမကိုပြုစုနေတဲ့လူသားလက်အောက်ခံကိုတွန်းထုတ်လွှင့်စင်သွားစေတဲ့တစ်ချိန်တည်းမှာပဲသူမရဲ့တွေ့လာတဲ့တောင်ဝေးကအတွင်းဘက်ကနေပြန်ထွက်လာပြီးသူမရဲ့လက်ထဲကိုတဲ့တဲ့ကျရောက်လာတယ်တောင်ဝေးကိုမြင့်မြင့်မားမားကင်မြောက်လိုက်တော့အပြာရောင်အလင်းတန်းတစ်ခုကောင်းကင်ကိုရုတ်တရက်ထိုးတက်သွားပြီးဟိုမင်းနဲ့ဝမ်ပူလွေဦးတန်တစ်ချက်သူမရဲ့ပါးဆက်ကနေလိုက်ပါထွက်ပေါ်လာတယ်အပြာရောင်အလင်းတန်းကဝေးဝဲနေပြီးသူမကိုတဲဆောင်ထားတဲ့ခန္ဓာကိုယ်ကဖြင်းညင်းစွာပြန်တက်သွားတယ်ရှိုင်းနင်းကလေဝံပလွေမြို့ငယ်ရဲ့ရှေ့ကိုရောက်ရှိနေခဲ့ပြီဖြစ်တယ်မြို့ငယ်မှာတတိုင်းတွေမရှိဘူးသူ့ရဲ့အမြန်နှုံးကအလွန်လျင်မြန်ပြီးသူမျိုးရိုးသွေးကိုလှုံ့ဆော်လိုက်စဉ်ကခံစားမိခဲ့တဲ့လာယာတိုင်းတိုက်ရိုက်ပြေးဝင်သွားတယ်အဆင့်3လေဝံပလွေတစ်ကောင်နဲ့တဲ့တဲ့ဝင်တိုက်မိတယ်ထိုလေဝံပလွေကရုတ်တရက်သူ့စီပြေးဝင်လာတဲ့ပုံရိပ်တစ်ခုကိုမြင်လိုက်ရတယ်သူအတိစိတ်မဲ့စွာဟိန်းဟောက်လိုက်မိပေမဲ့ပြိုင်ဘက်ကိုရှင်းရှင်းလင်းလင်းမမြင်ရသေးခင်သူ့ရဲ့လက်ချောင်းရုတ်တရက်နာကျင်သွားတယ်သူဟိန်းဟောက်ခြင်းတဲ့အတန်ကသူ့ရဲ့လက်ချောင်းထဲမှာပိတ်ဆို့သွားကတမာတဲ့ခန္ဓာကိုယ်ကဖြင်းညင်းစွာပြိုလဲကျသွားတယ်ဒီခိုက်တက်မှာရှိုင်းနင်းကလည်းကောင်းကင်ကိုထိုးတက်သွားတဲ့အပြာရောင်အလင်းနှန်းကိုတွေးလိုက်ရပြီးအော်ဟစ်လိုက်ကရုတ်တရက်ခုန်တက်လိုက်တယ်သူ့ရဲ့ခန္ဓာကိုယ်ပေါ်ကအဝါရောင်အလင်းနှန်းတွေထုတ်လွှတ်လိုက်ပြီးခန္ဓာကိုယ်မျက်နှာပြင်ပေါ်ကအမွှေးမြင်တွေကထပ်မံပေါက်ကွဲထွက်မလာခင်အဝါရောင်အလင်းဝိုင်းတစ်ခုပေါ်လာတယ်လေဝံပလွေမြို့ငယ်တဲကိုသူ့နောက်ကအမီလိုက်ဝင်ရောက်လာတဲ့ထိုလျက်စီးကြားတစ်တွေကရုတ်တရက်သူတို့ရဲ့သွေးတွေစူပွက်လာတာကိုခံစားလိုက်ရတယ်သူတို့ရဲ့အငွေ့တက်ကတိတိတသာအားကောင်းလာတယ်ဒါကမိစ္ဆာမျိုးနွယ်စုတိုင်းရဲ့လက္ခဏာရဲ့ဖြစ်တဲ့အင်အားကြီးမားတဲ့ခေါင်းဆောင်တဦးကမိမိရဲ့မျိုးနွယ်စုကိုဥဆောင်တိုက်ခိုက်တဲ့အခါအင်အားကြီးသူရဲ့မျိုးရိုးသွေးကမျိုးနွယ်တူကိုအားကောင်းစေပြီးသူတို့ကိုပုံမအစွမ်းထက်တဲ့တိုက်ခိုက်ရေးစွမ်းရည်တွေထုတ်ဖော်သုံးစွဲစေနိုင်တယ်
ရှိုင်းနင်းကအဝေးမှာပြန်တက်သွားတဲ့လေဝံပလွေမြို့ငယ်ရဲ့အကြီးအကဲရစပူရောဟိတ်မုတ်ကိုတွေးလိုက်ရတယ်သူ့ရဲ့ခန္ဓာကိုယ်ကမြို့ငယ်တွေရဲ့အမိုးတွေပေါ်ကနေကြော်ဖြတ်ပြန်တန်းသွားပြီးအကြီးအကဲရစပူရောဟိတ်မှရှိရာဘက်ကိုပြေးဝင်သွားတယ်သူခိုးကိုဖမ်းရင်ဥစွာဘရင်ကိုဖမ်းဆိုတဲ့ဆိုလိုတိုင်လေဝံပလွေမြို့ငယ်ရဲ့အလဲဘဟိုမှာတတိပေးချက်ထုတ်ပြန်နေပြီးအားကောင်းတဲ့အငွေအသက်ရှိနေတဲ့ဒီလေဝံပလွေအိုမကြီးကဒီမြို့ငယ်ရဲ့အဓိကဗဟိုချက်ဖြစ်တယ်ဆိုတာရှင်းလင်းတယ်လေဝံပလွေမြို့ငယ်ရဲ့အကြီးအကဲရပူရောဟိတ်မကဒီချိန်မှာလေထဲကိုဖြင်းချင်းစွာတက်နေခဲ့တယ်အဝေးကပြန်တန်းလာတဲ့ပုံရိပ်တစ်ခုကိုတစ်ချက်လမ်းကြည့်လိုက်တယ်သူမအိုမင်းနေပြီဖြစ်ပေမဲ့ရှင်းလင်းစွာမြင်နိုင်သေးတယ်ဒါကလျှက်စီးကြားတစ်တကောင်ဖြစ်ကြောင်းချက်ချင်းခွဲခြားသိမြင်လိုက်တယ်တစ်ဖက်လူရဲ့မျိုးနွယ်စုလက္ခဏာရက်တွေကိုရှာဖွေတွေ့ရှိလိုက်ရတဲ့အခါသူမစိတ်တက်ကြသွားမိတယ်လျှက်စီးကြားတစ်နဲ့လေဝံပလွေတို့ကအမြဲတမ်းဆန့်ကျင်ဘက်တွေဖြစ်ကြတယ်ဒါပေမဲ့မိစ္ဆာမိသားစုရဲ့စီးမြင်တွေအရသူတို့ရန်ဖန်ရန်ကာပလိပခဖြစ်ပွားကြပေမဲ့အချင်းချင်းရဲ့နေမြေကိုအလွယ်တကူကျူးကျော်ကြမှာမဟုတ်ဘူးဒါကိုဘိုးဘေးပြီးမှန်ကခွင့်မပြုဘူးဒါပေမဲ့တစ်ဖက်လူကရောက်ရှိလာခဲ့ပြီးဒီလောက်အတားဆီးမဲ့ပုံပေါက်နေသေးတယ်အငွေ့တက်ကအတော်လေးအားကောင်းနေတယ်ဒါကလေဝံပလွေမြို့ငယ်ရဲ့အကြီးအကဲရစပူရောဟိတ်မုတ်ကိုအံ့အားမသင့်စေပဲဘလို့နေနိုင်မှာလဲဘာကြောင့်ငါမြို့ငယ်ကိုကျူးကျော်တာလဲလေဝံပလွေမြို့ငယ်ရဲ့အကြီးအကဲရစပူရောဟိတ်မကကျဲလောင်စွာအော်ဟစ်လိုက်တယ်ဒါပေမဲ့ရှိုင်းနင်းကသူနဲ့ဆက်သွယ်ပြောဆိုဖို့ရည်ရွယ်ချက်မရှိတာကရှင်းလင်းတယ်သူဒေါသတကြီးဟိန်းဟောက်လိုက်ကလေဝံပလွေမြို့ငယ်ရဲ့အကြီးအကဲရစပူရောဟိတ်မစီကိုတဲ့ပြေးဝင်သွားခဲ့ပြီးဖြစ်တယ်သူ့ရဲ့ပုံရိပ်ကသူခုံထွက်လိုက်တဲ့အခိုက်အတန့်မှာပဲပျောက်ကွယ်သွားခဲ့တယ်ထိုတစ်ချိန်တည်းမှာပဲလေဝံပလွေမြို့ငယ်ရဲ့အကြီးအကဲရစပူရောဟိတ်မကသူမရဲ့တကိုယ်လုံးကအမွှေးမြင်တွေထောင်ထလာတာကိုသာခံစားလိုက်ရတယ်ဒါကတေချင်းရှင်ချင်းအကျက်တဲရဲ့ကြိုတင်နိမိတ်ဖြစ်တယ်ဆိုတာရှင်းလင်းတယ်တွေးဝေတာမရှိပဲသူမရဲ့လက်ထဲကတောင်ဝေးကပြင်းထန်တဲ့အပြာရောင်အလင်းနှန်းကိုပောက်ကွဲထုတ်လွှတ်လိုက်တယ်အေယာမအပြာရောင်အလင်းနှန်းတစ်ခုကသူမရဲ့ခန္ဓာကိုယ်ကိုဝန်းရံလိုက်တယ်တောက်ပတဲ့အဝါရောင်ပုံရိပ်ကသူမရဲ့ရှေ့မောက်မှာထိုတစ်ချိန်တည်းမှာပဲပေါ်ထွက်လာကချွန်ထက်တဲ့လက်သီးတွေကဖမ်းဆုပ်လိုက်ပြီးဖြစ်တယ်ဒါပေမဲ့အပြာရောင်လင်းနှန်းကလည်းသူနဲ့အတူပောက်ကွဲထွက်ပေါ်လာတဲ့ပြင်းထန်တဲ့လက်ပတ်အားနဲ့အတူရှိုင်းနင်းရဲ့ခန္ဓာကိုယ်ကိုဘေးတိုက်လျှော့ထွက်သွားစေတယ်။အကြီးအကဲရေစပူရောဟိတ်မရဲ့မူလကတွေ့ကြောက်နေတဲ့ခန္ဓာကိုယ်ကလည်းဒီခိုက်တက်မှာဖောင်းကားလာတယ်။ဘိုးဘေးများကောင်းချီးပေးပါ။သူမကြောက်မက်ဖွယ်ရာဟိန်းဟောက်လိုက်တဲ့ခဏတာမြသူ့ရဲ့ခန္ဓာကိုယ်ပေါ်ကအပြာရောင်အလင်းနှန်းကမျက်စိတမိတ်အတွင်းအစွန်းရောက်ပောက်ကွဲထွက်လာတဲ့အပြာရောင်အလင်းနှန်းကအစိမ်းရင်ရောင်ဘက်ကိုအနှဲငယ်ပြောင်းလဲလာတယ်။ကောင်းကင်ကြီးတောင်မှဒီခိုက်တက်မှာအပြာရောင်အလင်းနှန်းနဲ့လင်းထိန်သွားသလိုဖြစ်ပြီးမရေမရအခြေအနေမှာလေထဲမှာအေယာမဝမ်ပုလွေကောင်းတစ်လုံးရဲ့အလင်းနဲ့အရိပ်လင်းလက်နေတာကိုတွေ့မြင်နိုင်တယ်။ရှိုင်းနင်းကလေထဲကိုပြန်တက်သွားပြီးအိမ်တစ်လုံးရဲ့အမိုးပေါ်ကိုကျဆင်းသွားတယ်ဒီဟိန်းဟောက်တန်တဲ့အတူအကြီးအကဲရစပူရောဟိတ်မရဲ့အငွေ့အသက်မြင့်တက်လာတာကိုတွေ့မြင်ရပေမဲ့သူ့ရဲ့မျက်လုံးတွေထဲမှာအံ့အားသင့်မှုအရိပ်ရောင်တစ်ခုဖြတ်ပြေးသွားတယ်။ဘိုးဘေးပင့်ဖိတ်ခြင်းလားဒါကတကယ်တော့ရစပူစော်ခြင်းပဲဒီမြို့ငယ်လေးထဲမှာရစပူစော်သူတယောက်ရှိနေတယ်။ငါတို့ကိုရန်စဝန့်နာမဆန်းတော့ဘူးသူကလေဝံပလွေမြို့ငယ်ရဲ့အကြီးအကဲရစပူရောဟိတ်မရဲ့မြင့်တက်လာတဲ့အငွေ့သက်ကိုကြောက်ရွံ့တာမရှိပဲပိုပြီးဒေါသထွက်လာတယ်။ဒီခိုက်တက်မှာရှေ့လျားတဲ့ဝမ်ပုလွေဦးတန်တစ်ချက်လိုက်ပါထွက်ပေါ်လာတယ်။တမာတဲ့ပုံရိပ်တစ်ခုချက်ချင်းပြေးထွက်လာပြီးအကြီးအကဲရစပူရောဟိတ်မစီကိုရောက်ရှိလာတယ်။ဒါကလေဝံပလွေသခင်ကြီးရဲ့ဖြစ်တယ်။ဒီချိန်မှာသူကစောစောကလေဝံပလွေမြို့ငယ်ရဲ့အကြီးအကဲရစပူရောဟိတ်မရဲ့ခေါ်တန်ကြောင့်တက်ရောက်မှုရှိသွားပုံရတယ်။သူ့ရဲ့ခန္ဓာကိုယ်က4 မီတာနီးပါးအမြင့်အထိဖောင်းကားလာတဲ့ကြွက်သားတိုင်းဖောင်းကြွလာပြီးကြောက်မက်ဖွယ်စွမ်းအားတွေနဲ့ပြည့်နှက်နေပုံရတယ်။သူကအကြီးအကဲရစပူရောဟိတ်မရဲ့ရှေ့မှာတိုက်ရိုက်ဝတ်သွားလိုက်ပြီးသူ့ရဲ့ခန္ဓာကိုယ်ကပိုပြီးဘိုးဘေးတွေအတွင်ဖြစ်လာတယ်လေဝံပလွေမြို့ငယ်ရဲ့အကြီးအကဲရစပူရောဟိတ်မကပြန်ဝဲတက်လာပြီးလေဝံပလွေမြို့ငယ်ရဲ့တခင်ကြီးရဲ့ကြောကုန်းပေါ်ကိုကျဆင်းသွားတဲ့နှစ်ဦးသားတဦးတည်းဖြစ်သွားသလိုပဲအငွေ့တက်ကလည်းထိုးတက်သွားတယ်ဒါကဆဋ္ဌမအဆင့်ကိုလျင်မြန်စွာကျော်လွန်သွားတယ်ဒီအချိန်မှာလျှက်စီးကြားတစ်တွေကမြို့ငယ်တဲကိုဝင်ရောက်ခဲ့ပြီးဖြစ်တယ်သူတို့ကရှာဖွေယုံမြမကလေဝံပလွေနဲ့တွေ့ဆုံရင်တွေ့ဝေခြင်းမရှိပဲတိုက်ခိုက်ကြတယ်ရုတ်တရက်နှစ်ဖက်စလုံးအုပ်စုဖွဲ့တိုက်ခိုက်နေကြပြီးဖြစ်တယ်လေဝံပလွေမြို့ငယ်မှာလေဝံပလွေမျိုးနွယ်စုဝင်တော်များများရှိပေမဲ့တကယ့်အင်အားကြီးပုံကိုယ်တွေများများစားစားမရှိဘူးသူတို့တဲကအများစုကငယ်ရွယ်သူတွေအိုမင်းသူတွေအမျိုးသမီးတွေနဲ့ကလေးတွေချစ်ကြတယ်ဒီတစ်ချိန်လျှက်စီးကြားတစ်တွေစီလာရောက်ကြတဲ့လျှက်စီးကြားတစ်ရာပေါင်းများစွာကတော့အားလုံးလူငယ်နဲ့တမာသူတွေချစ်ကြတယ်ခဏတာများနှစ်ဖက်စလုံးတိုက်ခိုက်နေကြတော့လေဝံပလွေတွေအငိုက်မိသွားပြီးရုတ်တရက်နောက်ဆုတ်သွားရတယ်မြေပြင်ပေါ်မှာအလောင်းတလောင်းခြံထားခဲ့တယ်လေဝံပလွေအကြီးကဲရဲပူရောဟိတ်မရဲ့မျက်လုံးတွေကလုံးဝအစိမ်းရင်ရောင်ဖြစ်ကိုပြောင်းလဲသွားပြီးကြောက်မက်ဖွယ်အလင်းရောင်တွေလင်းလက်လျက်ရှိုင်းနှင်းကိုစူးစိုက်ကြည့်ကာဘာကြောင့်လဲဘာကြောင့်တင်တို့ငါတို့မျိုးနွယ်ကိုတိုက်ခိုက်ချင်တာလဲခွင့်ပြုချက်မရှိဘဲအခြားမျိုးနွယ်ရဲ့နယ်မြေကိုကျူးကျော်တာကဘိုးဘေးပြီးမှလက်ခံနိုင်စရာမဟုတ်ဘူးဆိုတာတင်သိပါသလားခွင့်ပြုချက်မရှိဘဲကျူးကျော်ရဲ့ဟုတ်လားမင်းတို့မျိုးနွယ်ကငါမျိုးနွယ်ရဲ့ကလေးတွေကိုလူရက်သွားတာမင်းငါကိုမေကွန်းထုတ်ရဲတဲ့မျက်နှာရှိနေသေးလားရှိုင်းနှင်းရဲ့မျက်လုံးတွေကကြောက်မက်ဖွယ်ရာဖြစ်နေတယ်ခန္ဓာကိုယ်ရဲ့အငွေ့သက်ဆက်လက်မြင့်တက်လာတယ်ဒါကမျိုးရိုးသွေးအပြည့်ဝလှုံ့ဆော်ခံနေရတဲ့လက္ခဏာဖြစ်တယ်ဆိုတာရှင်းလင်းတယ်မင်းတို့ကလေးတွေကိုလူရက်တယ်ဟုတ်လားလေဝံပလွေမြို့ငယ်ရဲ့အကြီးကဲရစပူရောဟိတ်မက်ကတိတိတာတာအံ့အားသင့်သွားတယ်သူမနင်းထားတဲ့လေဝံပလွေမြို့ငယ်ရဲ့တခင်ကြီးကိုငုံကြည့်လိုက်တယ်
မိစ္ဆာတွေကြားမှာသူတို့ရဲ့ကလေးတွေကိုအမဲလိုက်တာကတေချာပေါက်တားမြစ်ထားတဲ့အရာဖြစ်တယ်လေဝံပလွေမျိုးနွယ်စုနဲ့လျှက်စီးကြားတဲ့မျိုးနွယ်စုကြားမှာဒီလိုပြဿနာတွေရခင်ကဖြစ်ပွားခဲ့ဘူးတဲ့အစောဆုံးသွေးစွန်းမှုတွေကဒီအရာကြောင့်ပဲဖြစ်တယ်ဝမ်ပလွေအသားကအရသာမရှိဘူးဘယ်သူမှတတ်မှတ်ကြမှာမဟုတ်ဘူးလျှက်စီးကြားတစ်တွေကလည်းအမှန်တကယ်မှာထိုနေတူပဲဒါပေမဲ့ထူးဆန်းတာကကြားတစ်မိစ္ဆာမိသားစုရဲ့ကလေးငယ်တွေမှာထူးခြားတဲ့ဝိညာဉ်ဆိုင်ရာတည်ရှိမှုတစ်ခုရှိတယ်အကယ်၍သူတို့ငယ်ရွယ်စဉ်မှာကြားတစ်မိစ္ဆာကိုစားသုံးရင်ကြားတစ်မိစ္ဆာရဲ့ဗမိသားစုဝင်မဆိုဖြစ်စေသူကမိစ္ဆာအားလုံးအတွက်ကြီးမားတဲ့ဖြစ်ဆွမှုတစ်ခုဖြစ်လိမ့်မယ်ဒါကမိမိရဲ့မျိုးရိုးသွေးရဲ့ဝိညာဉ်စွမ်းရည်ကိုမြင့်တင်ပေးတဲ့အကျိုးသက်ရောက်မှုတောင်ရှိတယ်မျိုးရိုးသွေးစင်ကဲပြောင်းလဲမှုကိုမြင့်တင်ပေးနိုင်တယ်ဒါကြောင့်ကြားတစ်မိစ္ဆာရဲ့ကလေးငယ်တွေကိုခိုးယူတက်ဖြတ်တာကိုအကြိမ်ကြိမ်တားမြစ်ခဲ့တယ်ဒီကိစ္စနဲ့ပတ်သက်ပြီးကြားတစ်မိစ္ဆာမျိုးနွယ်ကလည်းဒါကိုအလွန်အမင်းမုန်းတီးတယ်ဒီမျိုးနွယ်ရဲ့ကလေးတွေကိုအပြည့်အဝကာကွယ်ထားရင်သူတို့ရဲ့ကလေးတွေကိုခိုးယူတက်ဖြတ်ဝမ်းတဲ့ထိုမျိုးနွယ်စုတွေကိုအလုံးစုံလက်စားချေမှုတွေပြုလုပ်ခဲ့တယ်ဒီအကြောင်းကြောင့်စစ်ပွဲများစွာဖြစ်ပွားခဲ့ဘူးတယ်ဒီအကြောင်းကြောင့်ပဲကြားတစ်မိစ္ဆာတွေကအထူးသဖြင့်စီးလုံးလာခဲ့ကြတယ်နောက်ပိုင်းမှာမိစ္ဆာမျိုးနွယ်စုရဲ့ဘိုးဘေးပြီးမှန်ကကြားတစ်မိစ္ဆာမျိုးနွယ်ရဲ့ကလေးငယ်တွေကိုခိုးယူတက်ဖြတ်တာကိုတင်းကျပ်စွာတားမြစ်တယ်လို့သို့မဟုတ်ရင်ကြားတစ်မိစ္ဆာမျိုးနွယ်ကသူတို့ကိုလိုက်လံတက်ဖြတ်ပိုင်ခွင့်ရှိတယ်ပြီးတော့ဘိုးဘေးပြီးမှန်ကထိုမျိုးနွယ်စုကိုတာဝန်ခံစေမှာဖြစ်တယ်လို့တရားဝင်ကြေညာခဲ့တဲ့အထိပဲဒါကြောင့်ကြားတစ်မိစ္ဆာမျိုးနွယ်ရဲ့ကလေးငယ်တွေကိုအမဲလိုက်တက်ဖြတ်တာကတေချာပေါက်တားမြစ်ထားတဲ့အရာဖြစ်တယ်